ယနေ့1389ခုတရင်ကျော်လာပြီအဘိဓမ္မာခါတော်နေ့ရဲ့နေရုနေ့မြတ်မှာစကိုင်းဝိပဿနာအကယ်ဒမီတန်ဝေဇနိယဓမ္မဗိမာန်တော်ကြီးမှာကျေးဇူးတော်ဆက်မကုံတဲ့သီရုထေရှင်ကြီးရဲ့ကိုယ်စားသီရကုဖခင်ကြီးရဲ့ကိုယ်စားဟောကြားခွင့်ရတဲ့အတွက်ကြောင့်အလွန်လုံးကိုစဉ်ဝမ်းမြောက်ချီးနှူးမိပါတယ်အလွန်ပဲဝမ်းမြောက်ချီးနှူးမှုနဲ့အတူအလွန်ခမ်းနားတဲ့တန်ဝေဇနိယဓမ္မဗိမာန်မှာတရားဟောတော့လွန်ခဲ့သောနှစ်20ကျော်ကသီရုကျရဝင်းဖြစ်စာမေတ္တာခါတော်နေ့ရဲ့နေကင်းဓမ္မပလင်မှာသီရကုကြောင့်သီရုဓမ္မဗိမာန်ရဲ့သီရကုဖခင်ကြီးတင်ပေးခဲ့တဲ့သီရုဓမ္မဗိမာန်တော်ကပလင်ဟောင်းလေးကိုစဉ်ပြန်ပြီးတော့တရိယာတယ်သီရုကျရဝင်းဖြစ်စာပလင်ဟောင်းလေးမှာတရိယာတယ်လို့ပလင်ဟောင်းမတက်ခင်လေးပါသီရုထေရှင်ကြီးပြီးတဲ့ဩဝါဒလေးကိုလည်းပြန်ပြီးတော့နှစ်20ကျော်ကမဟောင်းနိုင်တဲ့ဩဝါဒလေးကိုပြန်တရိယာပါတယ်အဲတော့အဲ့ဒီနေ့ကဝေါလာပြီမေတ္တာခါတော်နေ့မှာသီရုဆရာတော်ကြီးပြည်ပါခီးကပြန်ကြွလာတဲ့အချိန်မှာတပည့်မင်းကိုဒီကနေ့သီရုဓမ္မပလင်မှာစပြီးတော့တင်ပြီးလာမင်းဘေးကကျေပုတ်ခွာနောက်တော့ဘုဒ္ဓံနဲ့ဩဝါဒလေးတစ်ခုလာမင်းဘေးကသီရုကျေတွင်သီရုတပည့်ဖြစ်ပြီဆိုပြီးရေးသားကိုခြောင်လိုက်ဖို့မင်းမစင်စားနဲ့ငါနီးစကန်ဆရာတော်ကြီးရဲ့တပည့်ပဲဒါပေမဲ့နီးစကန်စီကိုနီးတွေစနစ်တွေယူတယ်အနည်းစကန်ဟောတဲ့တရားငါမဟုတ်ဘူးကွာအနည်းစကန်ပြောတဲ့စကားတွေငါမပြောဘူးအနည်းစကန်ဆိုတဲ့မေတ္တာပို့ငါမဆိုဘူးဆရာတော်ကဂါထာတစ်ပုဒ်ဇလံတစ်ပုဒ်ကိုဘယ်လိုထုတ်ပြီးတော့ဘယ်လိုတန်ဆာဆင်ဟောသလဲလို့အတုယူပြီးတော့မှနေစနစ်ကိုတုယူပြီးတော့နီးသစ်တွေငါကိုယ်တိုင်ထွင်တဲ့အတွက်ကြောင့်သီရကုကဘာကြော်တာกว่าအဲ့ဒါလေးတုယူပြီးတော့ငါတော့လေသီရုတပည့်ဖြစ်ပြီဆိုပြီးတော့ကိုယ်စိတ်နှပြဘေးရန်กว่าဆိုလိုက်မယ်မေတ္တာနိသာကရောလောကီတွေပြောလိုက်မယ်နောက်ကအဲ့ဒီလိုတက်တက်တာတာလိုက်ရင်ဘဝမှာတက်တက်တာတာဘဝလေးပဲဖြစ်မယ်တောက်တောက်ပြောင်ပြောင်ဘဝလေးမဖြစ်နိုင်ဘူးတဲ့အဲ့ဒါမင်းသတိထားတဲ့နောက်တော့အဲ့ဒီဝါဝလာပြည့်နေ့ရဲ့မေတ္တာခါတော်နေ့မှာဆရာတော်တပည့်ပေါ်မှာဘယ်လောက်ထိမေတ္တာရှိတော်မူတော့လို့ဆိုဘုမတွေ့လာသီရုဓမ္မဗိမာန်ပြည်သီရုတရားတွေမနာရတာကြာလို့မို့အားခဲပြီးတော့လာတဲ့ဆရာကြီးဆရာလေး
ငါနောက်ကနေပြီးတော့15မိနစ်လောက်လေးပြောမယ်မင်းရှိရနေအပါတရတနားခွဲလောက်သာဟောလိုက်တယ်ဓမ္မမင်းကြော်မှာกว่าကြိုးစားဟောလို့အဲဒီဆရာတော်မှတ်ပြီးလာကြတဲ့ဆရာကြီးဆရာလေးတွေကိုဦးဇင်းရှိရနေပြီးတော့တနားခွဲလောက်ကြိုးစားဟောတာတောင်ရိုးမှာတီရူကျေတဝင်းလို့အဲ့ဒီကစဖြစ်လာတယ်ဘယ်သူကျေးဇူးလဲမေးရင်တီရူဖခင်ရဲ့ကျေးဇူးပါဒီတော့နောက်တော့ကပလင်မတက်ခင်လေးမှာဆရာတော်ဘာပြောတော့ဆိုတော့ကျေဖြစ်ပြီဆိုတော့အဲ့ဒီကျေဝေနေဖို့မကြွေဖို့ဝေတဲ့ကျေဖြစ်ရမယ်ကြွေတဲ့ကျေမဖြစ်ရဘူးကြွေတဲ့ကျေမဖြစ်ဖို့ဝေနေဖို့အတွက်မင်းငှားတဲ့ကျေဖြစ်ရမယ်မျှတဲ့ကျေဖြစ်ရမယ်ပြီးတဲ့ကျေဖြစ်ရမယ်ရသမျှဓမ္မပူဇာတွေအများအတွက်ငှနေရင်အဲ့ဒီကျေဘယ်တော့မှမကြွေဘူးအများအတွက်မျှနေရင်ဘယ်တော့မှမကြွေဘူးတီတကူမျှလာတာနှစ်တည်အများကြီးရှိပြီကွာဒါကြောင့်ကိုယ်ဆရာကိုတူယူပြီးတော့ဒီကနေ့ဓမ္မပလင်ရစတယ်ရသမျှတွေငှပါဝေပါပြီးပါအဲ့ဒီပြီးတဲ့ကျေဝေတဲ့ကျေငှတဲ့ကျေမျှတဲ့ကျေဖြစ်ရင်အဲ့ဒီကျေမကြွေဘူးတောက်ပြောင်တဲ့ကျေဖြစ်လိမ့်မယ်လို့ဆရာတော်အဲ့လိုလေးဆုံးမပြီးတော့ဦးဇင်းကိုပလင်တင်ပေးလိုက်တာလွန်ခဲ့တဲ့နှစ်20ကျော်ကတရမသီလူကြောင့်ရဲ့ဓမ္မပလင်ပါပဲအဲ့ဒီပလင်ဟောင်းလေးကိုဦးဇင်းသတိရတယ်သီလူထေရှင်ရဲ့အဲ့ချိန်တော့နိုင်ငံကျော်ဓမ္မကရိယာတစ်ပါးပဲအခုတော့လည်းပဲသံဝဇိယဓမ္မပဲဝဝင်ထိန်ထိန်နဲ့ကဘာကျော်တဲ့ဓမ္မဝေါတစ်ပါးဆိုတဲ့သီတကူဖြစ်တာအဲ့ဒါလေမျှလာခဲ့လို့ဝေလာခဲ့လို့လေးတဲ့ဘုရားဩရာလေးနဲ့ဦးဇင်းကိုဆုံးမပြီးတော့ပလင်မော်စားပြီးလွန်ခဲ့တဲ့နှစ်20ကျော်ကမေတ္တာခါတော်နေ့မှာတင်ပေးခဲ့တဲ့တီရူကျေတော်ဒီကနေ့ဘိဓမ္မာခါတော်နေ့မှာခန္ဓာဆန်းပြတဲ့ဗိမာန်ကြီးထဲမှာဟောကြားရတဲ့အတွက်ကြောင့်ငယ်ဘဝကိုလည်းသတိရတယ်ငယ်ငယ်ကအပေါင်းအသင်းတွေကိုလည်းသတိရတယ်လို့ငယ်ငယ်ကအဲ့ဒီဓမ္မပလင်လေးကိုလည်းအမြဲတမ်းတန်တမှန်းဆပ်ပြီးတော့မှအနန္တကျေးဇူးရှင်ဘာမှအည်သွေးမရှိတဲ့ဒီလူကျေတော်အနန္တကျေးဇူးရှင်ဖခင်ဒီလူကြောင့်ဒီလိုအနေငယ်များပရိဒတ်လုံနိုင်တာအနေငယ်များလေးဟောနိုင်ပြောနိုင်တာကိုပဲကျေးဇူးတော်ဆက်မကုန်တဲ့ဒီလူထေရှင်ကြီးကိုအမြဲတမ်းဆရာတော်သက်တော်ရာကျော်ရှိပါစေလို့အမြဲတမ်းဘုရားရှိခိုးတိုင်းဦးဇင်းဆုတောင်းလေးရှိပါတယ်ဒါကြောင့်လွန်ခဲ့တဲ့နှစ်30ကသီလူဓမ္မပလင်ပေါင်းခေါင်းပေါ်ကသီလူကျေတွင်ခုတောက်ပြောင်တဲ့တန်ဝဇနိယဓမ္မဗေမာန်ရဲ့ဓမ္မပလင်မှာဒီပရိသတ်ကြီးကိုဟောကြားခွင့်ရတဲ့အတွက်ကြောင့်အလွန်လွန်ဝမ်းမြောက်ပါတယ်ပြီးတော့အာလုံးမဲ့သီလူကျေတွင်အကြောင်းကိုအာလုံးသိထားပြီးကြပြီ6ကလဲထားတယ်6ကလဲထားတာ22လနဲ့ဒီကနေ့9ရက်ပြည့်တဲ့နေ့ပါပဲတရားဒေသဆရာတော်ကိုစားဟောကြားရတဲ့ဒီဓမ္မပလင်မှာဟောနာကြီးညိုကြဖို့လို့ဆိုပြီးတော့တရားတစ်ပုဒ်ရွေးထုတ်ပါတယ်အလုံးမှတ်ကြရအောင်တောင်ကပယံကတရားတန်တရားလို့မှတ်ရအောင်တောင်ကပယံကဘာတရားဘာတော့တရားတန်ဒီတရားနာမည်လေးပါတယ်တော့တောင်ကပယံကတရားတန်ဒုတိယဒေသနာမဟောကိမနာကြသေးကိမမေးသေးမမေးလိုက်သည်အနန္တောအနန္တငါအင်ကိုဝစီနှုံးမြဲပြီးတော့ရှ िख ိုးပူဇော်ကြောကြရအောင်ဆိုလိုက်ဗုဒ္ဓဘုရားဂုဏ်ကိုပါညွတ်တိုင်းရှ िख ိုးပါဤဘုရားဆိုလိုက်သုံးကဘုဒ္ဓဂုဏ်တော်မင်္ဂမျိုးပူဇော်ပါ၏အရှင်ဘုရား
တရားတော်မြတ်ဂုဏ်၆ပါးညွတ်တော်ရှိခိုးပါ၏ဗျာဓမ္မဂုဏ်တော်မင်္ဂမျိုးပူဇော်ပါ၏အရှင်ဘုရားသံဃာတော်မြတ်ဂုဏ်ကိုးပါးညွတ်တော်ရှိခိုးပါ၏ဗျာမင်္ဂဂုဏ်တော်မင်္ဂမျိုးပူဇော်ပါ၏အရှင်ဘုရားမိဘနှစ်ပါးကျေးဇူးမြတ်ညွတ်တော်ရှိခိုးပါ၏ဗျာမိဘဂုဏ်တော်မင်္ဂမျိုးပူဇော်ပါ၏အရှင်ဘုရားဆရာသမားကျေးဇူးမြတ်ညွတ်တော်ရှိခိုးပါ၏ဗျာဆရာဂုဏ်တော်မင်္ဂမျိုးပူဇော်ပါ၏အရှင်ဘုရားအနန္တငါးပါးကျေးဇူးမြတ်
မြတ်တော်ရှိခိုးပါ၏ဗျာအနန္တကုံတော်မင်္ဂမျိုးပူဇော်ပါ၏အရှင်ဘုရားမိမိတို့မြတ်တာတဲ့ဣရိယာပုကောင်းစွာထားလို့ဒိဋ္ဌိငြိမ်သက်စွာဖြင့်တရားဓမ္မနာကြားလို့ဘာဝနာမယကုသိုလ်တို့များကိုရယူပူဇော်နိုင်ကြပါပြီတောင်ကပယံကတရားတန်ပြန်ပြောပါတရားတန်ဆိုတဲ့ဒီတန်လေးဒီစကားလေးဖြစ်လာတာကလွန်ခဲ့တဲ့၄လကသီရုကျေတွင်ကိုသီရုဆရာကြီးဆိုဆုံးမခဲ့တဲ့ဩဝါဒစကားလေးပါပဲစဉ်ကြောက်ကလဲတာ18လပြည့်အိန္ဒိယဆရာဝန်ကြီးကသူလဲပေးခဲ့တဲ့မြန်မာပြည်ကလူနာတွေကိုသူမြန်မာပြည်ပြန်ပြီးတော့လာကြည့်တော့ရန်ကုန်မှာတရက်မန္တလေးတရက်ထိုင်တော့ဇင်မန်လေးမှာပြတော့ဆရာကြီးရဲ့ဦးစင်းကိုကုံစမ်းတက်ပြီးတော့လက်မလေးထောင်ပြီးတော့ဗာပြောတော့ဆိုတော့ okay တဲ့အဲ့တော့ဘေးရဲ့စကပြန်နေပြီးတော့ဘုံဘုံနဲ့ဆရာဝန်စမ်းတက်တာဘုံအလုံးကောင်းတယ်ကြောက်ကလည်းကောင်းတယ်အစဉ်ပြေတယ် okay တဲ့ပြီးတော့ဆရာကြီးရဲ့ပြောတယ်လူနာဗာမေးမလဲသူ့ကိုဗာမေးမလဲလို့ပြောခိုင်းတယ်ဘုံဗာမေးစရာရှိတော့ဆိုတော့ဆရာကဥကေဆိုတော့ဦးဇင်းကလည်းစူပြေမှတ်ပြီးတော့မေးတယ်ဝတ်သားစားလို့ရလားအကြာကြီးနေမှာဆရာကလက်လေး6ချောင်းထောင်ပြတယ်ဒီနေ့ကို6ခါစားတယ်ဘုန်းကြီးတဲ့ဆရာကဘုန်းဒီနေ့မှာအဲ့ဒီဝတ်သားကို6ခါပဲစားမယ်ကျင့်တတ်လားဆိုတော့ကျင့်တတ်ပါတယ်လို့တစ်ခါစားတပိဿာစားမလို့နော်ဒါပေမဲ့ဆရာကလက်မလေးထောင်ပြီးတော့ဥကေလို့ပြောတာဆရာတော်ဝမ်းသာအောင်ဆိုပြီးတော့ဒီအဲဒီဈေးကန်းကပဲဦးဇင်းကခုဝိပဿနာအကယ်ဒမီကိုကာတန်းမောင်းလာပြီးတော့ဆရာတော်ရဲ့အဆောင်ပါဝိယန္တမကလေးတိုင်းမောဝထိုင်းပြီးတော့ရည်ရည်လေးကန်ပြီးတော့သတင်းနာထောင်နေတဲ့ဆရာတော်ကိုဦးဇင်းကကြော့လာကွာတဲ့မင်းကလွန်ခဲ့တဲ့2ရက်လောက်ကသတိရနေတယ်ဘယ်ရောက်လို့ပဲပေါက်ဘာတွေလုပ်နေလဲသူတွေးနေတာဘယ်နဲ့တော့နဲ့ကြောက်ကလဲထားတာအစဉ်ပြေလားဆိုတော့ဆရာတော်တပည့်တော်အတန်မာကြီးတော်မဟုတ်တောင်ဝေးကန်ပြီးတော့တရားတော်ဟောနိုင်ပြီဘယ်လောက်ဟောလဲလို့မေးတော့တပည့်တော်တဏှာကြီးခွဲဟောနိုင်တယ်ဗျာဆိုတော့သူများကြောက်ကဗိုက်ထဲထည့်ပြီးတော့လှုပ်လှုပ်နေတာအသက်ညံဆောင်ရတယ်ကွာနိုင်ဝဲငါလှူခွာတယ်အင်းတဏှာကြီးပဲဟောတယ်တို့ရအသက်ကလေးတရက်သက်ရှင်အများကျိုးတွေတရက်ကလေးလောက်ရတာမို့တန်ဖိုးရှိတယ်ကွာဒါကြောင့်အသက်ဉာဏ်ဆောင်တဏှာကြီးပဲဟောလို့ဆုံးပါတယ်နားသလားဆိုတော့ဒီရောအိန္ဒိယမှာ2လနားတယ်ဆံဝန်ကြီးကတစ်နှစ်ခွဲနားခိုင်းတာဒါပေမဲ့အိန္ဒိယမှာ2လပဲနားပြီးပြန်လာကလေးကနာယဝကစပြီးတော့ပါဇက်ပိတ်နဲ့တရားဟောတာတပည့်တော်ခုချိန်ကြီးပဲဖြားတယ်အေးအဲ့ဒါကောင်းတယ်လောကမှာသိခြင်းတရားဆိုတာနားတဲ့ပုဂ္ဂိုလ်လည်းသိတာပဲသွားနေတဲ့ပုဂ္ဂိုလ်လည်းသိတာပဲအလုံးလုံးတဲ့ပုဂ္ဂိုလ်လည်းသိတာပဲအလုံးမလုံးပဲနေတဲ့ပုဂ္ဂိုလ်လည်းသိတာသိတော့သိမှာပဲအလုံးလုံးရင်းနဲ့သိရတာကပူပြီးတော့မုံမြတ်တယ်ကွာ
အဲ့ဒီအလုတ်ကမှကိုနောက်ပါမဲ့အလုတ်ဘာလို့တော့ဒီကိုနောက်ပါမဲ့ဘာလဲတော့အလုတ်ပြီးတော့ဆရာတော်ဦးဇင်းကဘာပြောတော့ဆိုလူတွေတလံမြရှိတဲ့ခန္ဓာနဲ့ပြန်ခတ်အောင်ရှာကြနေထွက်ကနေဝင်မိုးချုပ်တိုင်အောင်ပြန်ခတ်အောင်ရှာပြန်ခတ်အောင်ရှာတဲ့ခန္ဓာမှန်သမျှတဏှိကြအကုန်ပြဖြစ်တာပြန်ဖြစ်မဲ့ဒီနေ့မှာငါဥစ္စာလို့ယူထားသမျှတွေကအကုန်ပြီးပြီးတော့ပြီးခဲ့သမျှခြံခဲ့သမျှတွေကအကုန်လုံးကိုယ်နောက်ပါသွားမှာကိုယ်နောက်ပေါင်းမင်းကြိုးစားกว่าမနာနဲ့ဒါပေမဲ့တကလေးတော့ညံဆောင်တော့လို့ဆရာတော်ဦးဇင်းကမှာပြီးတော့မှအဲ့ဒီဝိညာဏတာကနေပြီးတော့ဝိပဿနာအကယ်ဒမီမှာမွေးနေ့နီးလို့လုံအပ်ပြီးနေကြတယ်အလုံးလုံးနေကြတယ်ဗျာနေလက်သမားတွေကိုဆရာတော်လက်ညှိုးထိုးပြီးတွေ့တာတို့တီလူလှုပ်သားလေဗျာမတွေရောဗျာဒီတွေကိုလက်သမားတွေရောအကုန်လုံးပြခတ်အောင်ရှားနေကြတယ်ဒါပေမဲ့တို့တပည့်တွေကတီလူလှုပ်သားပြီးသားတယ်နော်သူတို့ဆရာအောင်ဆန်းတို့လွန်းမောင်တို့ကငွေရှင်းပြီးပြီဆိုရင်တချို့များကငါးစီအပြေးရောက်လာပြီဆရာတော်ဒါတပည့်တို့အတွက်ပါဗျာအိမ်ယူသွားမယ်ဗျာဒါကတံဝဇနိယဓမ္မဗိမာန်တော်အတွက်ဆရာတော်ထံတပည့်တို့လှူသွားပြစီဆိုပြီးတော့ချွေးနေစားဒီချွေးနေစားလေးတွေကိုလှူသွားကြတယ်ယူတာလည်းယူသွားကြတယ်လှူတာလည်းလှူသွားကြတယ်ယူတာတွေကပြန်ဖြစ်မဲ့ဒီနေ့မှာကုန်ပြီးထားခဲ့ပြီးတော့လှူသွားတာတွေကပြန်ဖြစ်မဲ့ဒီနေ့မှာကိုယ်နောက်ပါသွားမှာကွာအဲ့ဒါကိုအမြဲတမ်းသတိထားတယ်ဒါကြောင့်နားတော်မနာနဲ့တပည့်ကြီးကြိုးစားပြီးတော့ကိုယ်မျိုးသားကိုယ်မျိုးသမီးတွေအတွက်တိုးပွားအောင်ကြိုးစားပြီးတော့မင်းတရားတန်လေးပြီးတယ်မင်းတန်လေးကကောင်းတယ်မနာနဲ့လူရိုင်ပေမဲ့မင်းအတန်မရိုင်သေးဘူးတရားတန်လေးပြီးရသမျှလေးတွေကိုကိုယ်နောက်ပါမဲ့ပရိဒတ်တွေကိုကြိုးစားလို့ဆရာတော်ဦးဇင်းကိုမှားတာဘာတန်ပေးရမှာလဲတော့တရားတန်ပြောပါတန်နဲ့လူသားရိုင်တာမင်းအတန်မရိုင်သေးဘူးတဲ့ဒါလူရိုင်ပေမဲ့ဒါကြောင့်အတန်မရိုင်သေးသေး၍အဲ့ဒီတရားတန်လေးပြီးပြီးတော့အမျိုးသားတွေတိုးပွားကြိုးစားဖို့အတွက်ကြိုးစားပြီးတော့အမျိုးသားတွေတိုးပွားဖို့အတွက်ကြိုးစားပြီးတော့ပရိဒတ်တွေလုံးအဲ့ဒါပြန်ဖြစ်မဲ့ဒီနေ့မှာမင်းကိုနောက်ပါမဲ့အလုပ်ပဲလို့ဆရာတော်ဆုံးမတာဒါကြောင့်ဒီတရားတန်ဘာတန်တော့ဘယ်နေရာတရားတန်လို့တောင်ကပယံကတရားတန်ပြန်ပြောပါဦးအခုပြောမယ်အဲ့ဒီတရားတန်ကတောင်ကပယံကတရားတန်ဒီခုလိုကဘာကျော်တီတူဆရာတော်ကြီးလို့ဆရာတော်ကြီးဟောတဲ့တရားတန်လားသို့မဟုတ်အခြားခြားယဟန်ယန်တွေရဲ့တရားတန်ဘယ်လိုတရားတန်မျိုးလဲငယ်ရွယ်တယ်ဆိုပြီးတော့ထင်မသေးနဲ့ငယ်ရွယ်သည့်လျောက်ရင်းရှိသူတွေရဲ့တရားတန်ကဆင်းရဲဒုက္ခတိရောက်လို့အပေကြမဲ့ပုဂ္ဂိုလ်ကိုဆွဲတင်ပြီးတဲ့တရားတန်လေးအကြောင်းကိုပရိသေပြောပြအောင်နော်ဘာတိဇောတိဓမ္မံပကနိဣတိနန္တဇံသူဘန္တိတတဇံဣတယောဓမ္မောဟိဣတိနန္တဇောဧကဝေနိဗ္ဗာန်လိုလားကြတဲ့မျိုးကောင်းသားမျိုးသမီးတို့ဓမ္မံဓမ္မကိုဘာတိဟောရမယ်ဇောတိထွန်းတောင်းအောင်လည်းပဲဆောင်ရွက်ရမယ်သူဘတိတတဇာဤတယောဓမ္မအောင်လံလွင့်ထူရမယ်ဘာအောင်လံဓမ္မအောင်ပြန်ပြောအောင်သာသနာတော်မှာအလုံးလုံးတဲ့ပုဂ္ဂိုလ်များကိုပရိသတ်ဒီကနေ့ဦးဇင်းတို့အင်အားဒီတောင်လူပေါင်းနေကြတယ်ဒကာမပေါင်းသူတော်ကောင်းတွေရဲ့တပူအကျွေချီမကြအောင်ရှာလို့ရတဲ့ချွေးနှဲစာကိုသာသနာမှာမလူဘူးလားအခုပရိသေဘုရားမြတ်စွာကဘယ်သူလူခိုင်းတော့ဆိုရင်ဓမ္မအောင်လံလွှင့်တဲ့ပုဂ္ဂိုလ်ပြောဘာအောင်လံပရိသေဒါဆိုရင်တရားဟောနေတာဘာအောင်လံလွှင့်တရားနာနေသူကောဘာအောင်လံလွှင့်ပြီးတော့ပရိသေတရားဟောသူတရားနာသူဓမ္မအောင်လံလွှင့်တယ်လို့ရိတ်တာကတရားပြနေတဲ့ကမ္မထာနာစီယကောဘာအောင်လံတရားထိုင်နေတဲ့ယောဂီကောဘေသိစာသင်တိုက်က
ကိုရင်လေးတွေပြည်တဲ့စာချနေတဲ့စာချဆရာစာချနေတာဘာတော့ဓမ္မအောင်အဲ့ဒီဇာတင်တိုက်ကခုလိုကဘာကျော်တီတကူဆရာတော်ကြီးလို့ဖြစ်ဖို့အတွက်စာကျက်နေတဲ့ကိုရင်လေးကဘာအောင်လာလွှတ်ဒေသိဘုရားကဓမ္မအောင်လံကိုပရိယတ္တိလို့ခေါ်တယ်ပြောဒါဆိုရင်တဘုရားကျွေးချီမကြောင့်ရှာလို့ရတဲ့ဓနာဥစ္စာကိုဘုရားကအဲ့ဒီဓမ္မအောင်လံပရိယတ္တိကိုလွှင့်ထူနေတဲ့တန်ဃာကိုလှူတဲ့လူစရာနေရာတွေ့ပြီနော်ဒါဆိုရင်ပရိသတ်ဓမ္မအောင်လံပရိယတ္တိစာချစာသင်ဒီကိုပရိသတ်ဓမ္မဂရိကတွေတရားနာသူတွေကမ္မဋ္ဌာန်းစရိယယောဂီတွေကိုလှူဆိုတော့ဘသူအရင်ဆုံးလှူမလဲဆိုတော့စဉ်းစားဟောဆရာ၃မျိုးပေါ်လာဓမ္မဂရိကရဲ့ကမ္မဋ္ဌာန်းစရိယရဲ့ပြီးတော့စာချဆရာအဲ့ဒီဆရာ၃မျိုးရဲ့တပည့်၃မျိုးလဲပေါ်လာတယ်ဓမ္မဂရိကရဲ့တရားနာပရိသတ်ရေးသားတဲ့တရားထိုင်နေတဲ့ယောဂီရဲ့ပြီးတော့ပရိသတ်စာသင်တိုက်ကကဘာကျော်ဖြစ်ဖို့စဉ်းစားကြိုးစားနေတဲ့ကိုရင်လေးတွေဘယ်နှမျိုးပရိသတ်တပည့်၃မျိုးဆရာ၃မျိုးဒါဆိုရင်အဲ့ဒီဆရာ၃မျိုးမှာဘယ်သူအရင်ဆုံးလှူမလဲကြည့်လိုက်ဓမ္မဂတိကသေလူကျတွင်တို့တရားဟောတော့ညစဉ်ဓမ္မပလင်ကနေဓမ္မပူဇာမရဘူးလားပရိသတ်သင်္ကန်းတွေဝတ်မကုန်အောင်အမှတ်ပုံကြီးလို့ကြောင်းမှဖြစ်တယ်တဏ္ဍဘာပေါ်တယ်ဓမ္မဂတိကဒါဆိုရင်အဲ့ဒါလေးကိုလည်းပဲဓမ္မဂတိကကိုလည်းမလူပါသေးနဲ့ခဏထားပါဦးနဲ့ဒါဆိုရင်ဒုတိယဆရာကကမ္မထံပြတဲ့ကမ္မဌာနစရိယအဲ့ဒီကမ္မဌာနစရိယကလည်းပဲယောဂီတွေကပြည်တဲ့သူတို့ကမ္မထံဆရာကိုလှူကြကျွေးကြဆိုတော့လက်လာပါမပေါ်ဘူးလားဒါဆိုကမ္မဌာနစရိယကိုလည်းမလူပါသေးနဲ့ဦးပြီးတော့ပြည်တဲ့စာသင်တိုက်ကစာကြဆရာဓမ္မဂရိကတရားဟောတော့ဓမ္မပူဇာတွေလှူကြလက်လာပါတွေပြည်တဲ့လှူကြကမ္မဌာနစရိယတရားပြတော့လည်းပဲလှူကြတန်းကြစာသင်တိုက်ကဆရာကပရိသတ်ကွင်လေးတွေစာချတော့အဲ့ဒီကွင်လေးတွေကသူတို့စာချဆရာကိုသင်္ကန်းလေးတစ်စုံတောင်လှူနိုင်လားဒါဆိုရင်ပရိသတ်ဆရာထဲမှာဆင်းရဲဆုံးကစာချဆရာဒါဆိုပရိသတ်ဆရာကိုလှူရင်ဘယ်သူလှူမလဲစာချဆရာကိုလှူရမယ်ပြောပါလှူမလဲရှင်တို့ဒီကနေ့ပရိသတ်များစစ်ကြတို့သီရိကဝဗုဒ္ဓတက္ကသိုလ်တို့စာချဆရာတွေမရှိဘူးလားဟောဆရာ၃မျိုးတည်းကစာချဆရာကိုလှူတယ်ပြီးတော့မှပရိသတ်လလဘဘောရကမ္မထာနာစရိယကိုပြီးလှူတယ်ပြီးတော့မှနောက်ဆုံးကဓမ္မဂတိကကိုလှူတယ်ပြီးတော့တပည့်၃လူစရာတပည့်၃မျိုးတည်းမှာဓမ္မဂတိကရဲ့တပည့်လို့ဆိုတဲ့ဟောဒီလိုပရိသတ်တရားနာနေတဲ့ပရိသတ်တွေကကောပရိသတ်စားစရာပြည့်ပြည့်စုံစုံမရှိဘူးလားဒါဆိုတရားဝဲမှာမပေးမကျွေးလေရသေးတယ်နော်ရေးတာကကမ္မထံယောဂီတွေကလည်းအိမ်ကနေသွားပြီးတော့ဒေသတရားထိုင်တာဆိုသူလည်းစမ်းစရာတွေမပြည့်စုံဘူးလားပြည့်စုံဒါဆိုရင်သူတို့ကိုမပေးမကျွေးသေးနဲ့စာသင်တိုက်ကစာချဆရာရဲ့တပည့်စာသင်သားဘယ်သူတော့ကိုရင်ဥစဉ်လေးတွေပေါ့အဲ့ဒီကိုရင်ဥစဉ်လေးတွေကြတော့ဒေသစားစရာများသလားရှားတယ်ဟုတ်လားဒါဆိုရင်ပရိသတ်ဆရာ၃မျိုးတည်းကစာချဆရာလှူပြီးရင်ပရိသတ်တပည့်၃မျိုးတည်းကလှူစရာရွေးချယ်တော့စာသင်သားကိုရွေးရမှာ။ဘာရွေး။ဘာဖြစ်လို့ဆင်းရဲလို့ဘာဖြစ်လို့ပရိသတ်ကျမ်းပြုကျော်မဟာနုဆရာတော်ဘုရားကြီးတီထောင်တော်မူတဲ့တောင်တမန်အင်းဘီကခန္ဓာဝင်ကျောင်းတိုက်မှာအရှင်စရကဘိဝံသဆိုတဲ့ကျမ်းပြုကျော်ကြီးရှိတဲ့ချိန်တော့ကဆရာတော်ကသစ်ပင်တွေမှာတတိပေးစာလေးတွေလိုက်ကတ်ထားတယ်။ဧသိကဏယုံဆိုရင်အလုံးသိတယ်ကျင့်သီလမြဲတယ်အနေထိုင်ကောင်းတယ်စံပိပရိသေကြိုးစားတယ်ဒီလိုနော်ဒီတော့ဟိုစီကံစေချက်တဲမှာဆရာတော်အဓိကစိတ်ကောင်းရှိဖို့ကပထမဆိုပြီးတော့ဒီလိုတက်တာစာတက်ဖို့ကပြင်နောက်ဆုံးကပရိသေလောက်ထားတယ်နော်အဲ့တော့အဲ့လိုဝီလီလေးစားတော်မူတဲ့ဆရာတော်ကကျောင်းကတပည့်ဒီလည်းပဲအပေကြမှာဆိုဝင်းလေးချုပ်ဖို့ရ
ကျောင်းနဲ့လာတဲ့ဓမ္မတွေလည်းပဲနောက်ဆုံးဖဏစည်းဝင်လာရင်တော့မှအကုသိုလ်ဆိုတာသိပြီးတော့ဗရချွမိအောင်ဆိုပြီးတော့သတိပေးစာလေးတွေသစ်ပင်တွေမှာလိုက်ကတ်တယ်ဘယ်လိုရေးတာတော့ဆိုတော့ငရေရှိတယ်တရိษံရှိတယ်ပြိတ္တာရှိတယ်မင်းသတိထားဘယ်လိုရေးတော့အဲ့တော့ဒီကိုရင်လေးတွေအဲ့ဒီလိုဆရာတော်ကြီးကစာရေးသတိပေးထားတာကိုအသိရောက်လာတယ်ကြံပေးမှအသိရောက်လာတယ်တော့ကိုရင်လေးတစ်ပါးကဘေးသေးဒီသူကဘာလို့ဆိုတော့အသိရောက်လာတော့ဘုန်းကြီးကပြောတော်တယ်ခန္ဓာယုံပို့တာမင်းကိုကဘာကျော်ဆရာတော်တစ်ပါးဖြစ်ဖို့သာသနာကအားကိုးတဲ့ကိုရင်လိုလေးဖြစ်ဖို့ကိုရင်ဘို့မဖြစ်စေနဲ့ကိုရင်လိုဖြစ်ဖို့စာကြအကျော်ကြီးဖြစ်ဖို့ဓမ္မဂရိကအကျော်ကြီးဖြစ်ဖို့ရွယ်ချက်နဲ့မင်းကိုငါခဏအောင်အပ်တာအေးပြောအောင်နေစီကံကိုလည်းလိုက်နာစာတတ်အောင်ကြိုးစား3 နှစ်တွင်မင်းရွာပြန်မလာနဲ့ဟောဒီမှာတွေ့လား3 နှစ်တွင်ပြန်လာရင်ဟောဒီချိန်3 နှစ်နဲ့ရိုက်ပါ3 နှစ်ပြင်းလို့ပြန်လာရင်လည်းပဲမင်းဘာလို့မှဆိုငါ့ကိုဘွဲလက်မှတ်အောင်လက်မှတ်တစ်ခုမကတ်နိုင်ရင်ပြန်မလာသေးနဲ့လို့မှားပြီးပြန်သွားဘေးသေးဘဲဆရာတို့ငယ်ဆရာပြောဘဲဆရာတို့ဘေးသေးဘွယ်ပေါင်း43ဘွယ်ရတော်မူတဲ့စကိုင်းသူဝရယုံထွက်ဖြစ်တဲ့ရှင်ဘိဇာတာလင်္ကာရဘိဝန္တာတိပိဋကတိလာဒီလိုကျွန်တော်ရဲ့မွေးရစာတိဘေးနာလေးဆင်းနေရောအဲ့ဒီရှင်ဘိဇာတာရဲ့ဆရာသခင်ကဦးဇင်းတို့ငယ်တုန်းကနေထဲမှာဓမ္မဂရိကကျော်ဦးဇင်းတို့ကိုယ်တိုင်အားကြခဲ့ရတဲ့ဆရာပါပဲဒီရှင်ဘိဇာတာကိုဒီသဘောတော်ယုံပို့တော့စိတ်နာအောင်ပြန်မလာအောင်စာရီကြိုးစားအောင်ဆိုပြီးတော့ဆရာတော်ကြီးကရိုက်ပြီးတော့တွတ်တာကျမ်းဖန်သူကရိုက်တာအပြင်းမရှိပြေးရှာပြီးတော့ရိုက်တာဟောဆိုတော့ဒီစာသင်တိုင်းယူဖို့အတွက်စက်ပြကွက်ကလေးတွေတပည့်ကလေးတွေအကုန်လုံးသူကခွက်ထဲထည့်ပြီးတော့တဏှာမှာဆရာတော်ဖွတ်ထားတယ်ဟေးဘိဇာတာမင်းစာသင်တိုင်းပို့မယ်ငါမင်းအတွက်သုံးဆောင်ပစ္စည်းလေးတွေဘယ်နေရာလေးမှထားတယ်သွားယူဆိုတော့သူကဖွတ်ထားတော့အရှင်ဘိဇာတာရှာလို့မရဆရာတော်ရှားမရဘူးဖျားဆိုတော့ဒီလောက်မှမင်းမမြင်ကောင်းလားဆိုပြီးတော့ရှားမရဘူးဆိုတဲ့အရှင်ဘိဇာတာကိုလက်မောင်းကန်ပြီးတော့ချိန်တုံးနဲ့ရိုက်တာပြီးတော့မှငါဘာကိုသွားရှာမယ်ဆိုပြီးတော့ဘယ်ရမလဲကွာငါဖွတ်ထားတာငါသူ့ရိုက်ချင်လို့ရှာခိုင်းတာငါစိတ်နာပြီးတော့ပြန်မလာအစာရီကျိုးစားရှာခိုင်းတာကွာငါကိုယ်တိုင်သွားရှာငါဖွတ်ထားတာပဲငါသိတာပေါ့ရှားယူတာတယ်ငါကြံဖန်ပြီးတော့သူ့ကိုစိတ်နာအောင်အဲ့လိုရိုက်သူ့တော်ဆရာတော်ကြီးစီအပ်တော့မင်း3 နှစ်တွင်ပြန်မလာနဲ့ပြောတော့သူကငါဆန္ဒပြတယ်6 နှစ်ပြည့်မှသူကြွားပြန်လာတယ်အဲ့တော့သူကလေဓမ္မစီရလင်္ကာရဘိဝန္တာတွေပြီးနေပြီတဲ့တပည့်ကိုငါကအဲ့လိုစိတ်နာအောင်ဆုံးမတဲ့အတွက်ကြောင့်သူတိပိဋကဖြစ်တာငါခုဝမ်းသာတယ်ကွာလို့ဘေးသိငယ်ဆရာကဆုံးမတယ်နော်အဲ့တော့ဘေးသိခုလည်းပဲငယ်ဆရာကဆုံးမတယ်မင်း3 နှစ်တွင်ပြန်မလာနဲ့ပြန်လာရင်လည်းဘွဲလက်မှတ်တစ်ခုအပ်နိုင်မှာကြိုးစားဆိုတော့အဲ့ဒီကိုရင်လေးကကြိုးစားတယ်ဖေမေလွန်နာကတမျိုးမနဲ့တုံးမောင်းခောက်လို့စွန့်ကြောင်းတက်ရင်ဆုံးဝိုင်းကြည့်တယ်တခါလာလဲဘဲပြုံးနဲ့ငံပြားရင်တခါလာလဲဘဲပြုံးနဲ့ချင်းကြည့်ပြီးတော့စိတ်ညစ်တယ်ဩငါဒီတိုင်းဖုံးပေးရရင်တော့ဒုက္ခပဲမစားနိုင်လို့ပြန်ရင်လေရွာဘုန်းကြီးကချိန်တုံးနဲ့ဆိုတော့ဖြစ်ပါအောင်ဒီလောက်စင်းရဲနေမှာဆရာတော်ကစာရေးပြီးတပည့်တွေနဲ့ပြည်သူတွေသတိပေးတယ်လို့ငါလည်းပဲဒီဆရာတော်ကြီးကိုစာရေးပြီးသတိပေးဦးမှာပဲသူများတွေအိတ်တဲ့ချိန်သူကမေဘူးစာရွက်ထဲမှာစာတွေရေးပြီးတော့မိုးမလင်းခင်ဆရာတော်ကြီးစာအောက်ကနေသူကလည်းလိုက်ပြီးတော့ကတ်တာဆရာတော်ကြီးစာသွားလေးတိုင်ကတ်တာဆရာတော်ကဘယ်လိုသတိပေးတာလဲငရေရှိတယ်တရိษံရှိတယ်ပြိတ္တာရှိတယ်မင်းသတိထားကွင်လေးရဲ့စာကတ်သွားငပိရှိတယ်ပဲပြုတ်ရှိတယ်ခြေရင်းရှိတယ်မင်းမြန်မြန်ပြေးတဲ့မနေ့မူလင်းတော့ကျမ်းပြုကြော်မှာတော့ဆရာကြီးကတောင်မွေးလေးကန်ကျောင်းနဲ့လှက်ပတ်ကြည့်တော့အဲ့ဒီကွင်လေးရဲ့စာကြည့်သူကပြုံးဖြိတ်ပြီးတော့မှစာလေးဖြုတ်ပြီးဆွမ်းကြောင်းကွင်နေသွားပြီကွင်တို့ဒီမဲကွာဘယ်ကွင်ရမှန်းမသိငါ့ကိုအတိပေးသွားတယ်ငါတော့မတတ်နိုင်ဘူးကွာဒါဒီစာလေးမြင်လူတွေသနာအောင်လူတွေဆွန်းလောင်းတဲ့နေရာမင်းတို့သွားကတ်ချီတယ်ဘေးသေးဒါဆိုရင်သာသနာတော်မှာ
ကိုရင်လေးတွေဘာကြောင့်ထောက်ပံ့တဲ့လဲဘာကြောင့်ဘေးသိလှူသင်းတယ်လဲဆိုတာသိပြီလားနောက်တော့ဘေးသိသူသဖြင့်တော့ဒီနေ့ဘေးသိကိုရင်လေးတွေပျော်အောင်သာသနာမှာဘေးသိဆုံးယုတ်သွားတာမွေးကြဖို့ဘေးသိနောက်ဆုံးချော့မွေးကြဖို့ထိလိုလာပြီဇင်းတို့ဘကိုးမှာသွားပြီးတော့တရားဟောတာတန်ခါ1300 1500လောက်ရှိတဲ့ချက်ခဝိုင်းကျောင်းတက်ကြီးကအခုတန်ခါ400ပဲကျန်တော့တယ်ဘေးသိကျန်တာတွေပျောက်ကုန်နော်လူဘဝရောက်ကုန်ပြီဒီတော့ဘေးသိမကွေးဆရာတော်ကြီးရဲ့ကျောင်းတက်တန်ခါ900လောက်ရှိတာအခုတန်ခါလေးအပေါင်း30ပဲရှိတော့တယ်ဒါကြောင့်ဘေးသိဆိုလိုတာကသာသနာအားနည်းသွားပြီဒီကွင်းလေးဘယ်လိုပြောင်းမွေးမလဲဒီကချက်ကဘေးသိဖုံးနေပေါ်လာတာဒါကြီးလည်းပဲသာသနာပျက်စီးခြင်းပဲမဟုတ်လားဒီနေ့မြတ်စွာဘုရားမှာကိုရင်တွေကိုဖုံးကင်ခွင့်မပြုဘူးလောကနဲ့အဆက်အသွယ်ဖြတ်တာဒါကြောင့်လည်းပဲဘေးသိမြတ်စွာဘုရားကိုပထမကျော်9ပါးတော်ရှိသွားပြီဒါကြောင့်ဘေးသိအဲ့လိုစာသင်တိုက်တရားကိုသာသနာမှာကြားကန်ထားပြီးတော့ဘေးသိနောက်တစ်ခါကိုရင်တွေပျောက်သွားတာဒီမျိုးကစာသင်တိုက်မှာကိုရင်တွေပျောက်သွားတယ်တုံးမှကုန်ချမ်းဖြစ်တဲ့မြို့လာမယ်ကိုရင်ရှိသေးလားလို့ကြည့်လိုက်ဦးဇင်းရွာမှာပဲခုရေးတာဖွင့်ဖို့ဆိုပြီးတော့ဗိမာန်ကြီးကျောင်းကြီးစောင့်နေတော့အဲ့ဒီမှာဘေးသိကျောင်းကြီးကအများကြီးပဲဦးဇင်းကတန်ဃာကြီးများစီကျင်တာဘုန်းကြီးတစ်ပါးခွေးတစ်ကောင်ကျောင်းတစ်ကောင်ပဲရှိကိုလိုအဲ့ကျောင်းဘုန်းကြီးကလမ်းပြောတယ်ဘုန်းကြီးတဲ့ခွေးလေးကကားတိုက်သေးသွားတာအေးဒါဆိုလည်းမင်းနဲ့ကျောင်းမလေးနေကြပေါ့ကွာလို့ပြောရတယ်ဘေးသိသာသနာတော်မှာကိုရင်နေပျောက်ကုန်ပြီကုံချမ်းနေပျောက်ကုန်ဒါဆိုဦးဇင်းကစဉ်းစားကြည့်တယ်တုံးမှာဘာဖြစ်လို့ကိုရင်မရှိတာလဲဆိုတော့ဘေးသိဇာတင်ကျောင်းကဆရာဆရာမတွေရဲ့အပြစ်တွေအများကြီးပါတယ်မပါဘူးလားတိရူကျေတွင်၄တန်းထိစာသင်ကျောင်းမှာတက်ခဲ့တနေ့တော့ဘိုးဘုန်းကြီးရဲ့ကျောင်းကပြန်လာတဲ့ဦးဇင်းကိုတိုင်ဖက်ခိုင်းပြီးတော့ရိုက်တယ်မင်းဘာဖြစ်ရှိတော့သိလားမသိဘူးဗျာဆရာမငါလာတိုင်သွားတယ်မင်းစာမကြည့်ဘူးလေဘေးသိသင်္ကန်းဝတ်နဲ့မို့ကိုမဆုံးမခြင်းကိုသူ့ဆရာဘေးသိဆုံးမခိုင်းမရဘူးလားအေးဒီကနေ့ခေတ်ကြတော့ကိုရင်နေနဲ့သင်္ကန်းဝတ်နဲ့သူတို့ဇန်ကြောင်းတွေအကြောင်းတက်မခံတော့ဒါပေမဲ့အဲ့ဆရာဆရာမတွေကဆုံးခံမဲ့ကိုရင်သာစာသင်ကျောင်းကျောင်းတက်မခံတာအမဲသူတို့ဘက်ကျသိတယ်လကလေးတဝက်မှသက်တာဆိုညနေပဲချက်စားတယ်မနေ့ကျကျောင်းဟင်းပေါင်းနဲ့သွားငကြီးကြကြအဲ့လိုဆရာဆရာမတွေကဒီတော့ဒီသာသနာတော်မှာအဲ့ဒီဆရာဆရာမတွေရဲ့ကျောင်းတက်မခံတာလည်းပဲကိုရင်နေပျောက်သွားခြင်းအကြောင်းရင်းတစ်ခုပဲနောက်တစ်ခါပရိသတ်ဒီကနေ့အာယုန်ကြီးများလာတဲ့ခေတ်ကြီးမှာပရိသတ်ဦးဇင်းတို့သာသနာမှာဇန်ရှိုးကြတာတွေကဒီသာသနာအာယုန်များလာတာဒီပရိသတ်ဒကာဓမ္မတွေအပြောဆိုမတက်တာတွေဝဇ္ဇဆင်မှုတွေခေတ်ဆန်လာတာတွေလည်းမပါဘူးလားပါတယ်ပရိသတ်နောက်တစ်ခါဦးဇင်းပြောမယ်ဦးဇင်းတို့ပြီးခဲ့တဲ့ဆောင်းပိုင်းတော့ရန်ကုန်နေတရားဟောပြီးတော့ပြန်လာတော့လင်းပေါ်မှာဝီရသူနဲ့တွေ့တယ်နော်နော်ကြီးစကားမပြောတာကြာပြီတဲ့အတူထိုင်ပြီးစကားပြောမယ်ဆိုတော့အေးငါကြောက်တတ်တယ်နိုင်ငံရဲ့လွင်ကျန်တာပြောတော့သူတို့ထိုင်တော့ဦးဇင်းကဒီဘေးကသူကအတွင်းကဒီဘက်ကတရုတ်မသားမီးရဲ့သမီးရဲ့ဒီဘေးရဲ့အမေရဲ့အတွင်းကဒီဝီရသူကလည်းကျေတွင်းကိုယ်လုံးတော့ကြီးကိုသူကတရုတ်မလှမ်းကြည့်တယ်ကြော်ပြီးတော့ကြည့်ပြီးဒီတိုင်းမနေဘူးပြောသေးတာနော်နော်ကြီးတဲ့အေးကွာအေးတဲ့ခေါင်းအုပ်ထားတာဟိုတရုတ်မသွေးသားကောင်းတာထမိန်မပါဘူးတဲ့သူပြောတော့ကိုယ်လည်းကြည့်မိတာဘောင်းမီတို့လေးနဲ့ပေါင်တစ်လုံးနဲတာမဟုတ်တကယ်တော့ဒီဘုန်းကြီးနှစ်ပါးကက်ရဲ့ကိုပေါင်လေးကိုတပည့်ကလေးနဲ့အုပ်ထားတော့မကောင်းဘူးလားဒီအဲ့ဒါလေသာသနာမှာနေကြတဲ့တန်ခါတဲ့ဒါအာယုန်တွေများလာတဲ့ခေတ်လူတွေအမျိုးသမီးတွေအနေထိုင်မတက်တာလည်းပါတယ်ဟုတ်လားနောက်တစ်ခုဒီအထူးသဖြင့်ဖုန်းတွေပေါ်လာတဲ့ခေတ်ကြည်စရာတွေပေါ်လာတဲ့ခေတ်မှာအထူးသဖြင့်တော့ဘုန်းကြီးတွေကိုယ်နေဦးစင်းနေနာမှာပလီပလာတိတိတာတာစကားတွေမပြောမိဖို့မလိုဘူးလားဒေသဦးစင်းရန်ကုန်မှာတရားဟောတော့ရန်ကုန်ကျောင်းမှာတရားပြန်လာတော့ဦးစင်းရန်တကသာဘုန်းဆက်တယ်ဘုန်းကြီးသားကျောင်းလာအိမ်လို့လာကွာလို့ကျောင်းရောက်တော့ဘုန်းကရင်ပေးအိမ်မယ်စကားပြောအောင်ဆိုပြီးတော့ဝိပ္ရှိရင်နဲ့ကရင်ပေးမှသူအိမ်တယ်ည7 နာရီတို့ကျတော့ဖုန်းလာကောင်းလေးရဲ့လိုက်သိတယ်ပြည်တဲ့ဘုန်းကြီးတို့မှဆိုလို့ဖုန်းကန်ပြီးတော့ရောက်ခေါင်းမချုံပြက်တာခေါင်းချုံပြက်ပြီမဲ့ညတကောင်ဆိုတော့သူနဲ့ကိုနဲ့တင်ဆိုတော့ပြည်တဲ့စောင်းခေါင်းမချုံနဲ့တည်းပြောတာကိုနာကြားနေရပုတ်တုနဲ့ပြောတာပြီးတော့ဘယ်သူကဘဲလာတာအောင်နေတယ်သူကောင်မလေးစီကလာဟိုကလှမ်းခေါ်တယ်ကူတဲ့
ဘုကောမထူသေးဘူးကိုကအိပ်ရတယ်ထိုးမိတယ်ဗျိုးဆိုပြီးတော့ညီမလေးတဲ့ကိုလာတော့ဖုံးမကင်တာ3ရက်တောင်မခွင့်ဖုံးမကင်ဘူးတဲ့အဲ့ဒါသိလားသိဘူးတဲ့ချစ်သူများနေကိုကချောကလက်မှမကျွေးတာတဲ့ကိုကငိုတံပါတော့အဲ့ဒီကောင်လေးကမျက်ရည်ကျမကျတော့မသိဘူးညီမလေးဖုံးမကင်နဲ့ကိုကထိုင်းငိုနေရတာပြေးသိပြောလိုက်တာ7နာရီကပြောတာတနာရီထိမပြီးဒါနဲ့ငါတော့အေးရမှာမဟုတ်ဆိုအတန်းဟိုနိုးနေတဲ့ပုံစံနဲ့ဦးစင်ဟမ်းဆိုတော့တော့ကောင်လေးကတန်တူးတော့ညီမလေးတဲ့ဖုံဖုံနိုးနေပြီတဲ့ဖုံချတော့မယ်နော်တဲ့ဒါဆိုမနေ့ကျ4နာရီတွင်ကိုပြန်ဆက်အောင်တော့တဲ့အဲ့ဒါကောင်လေးကဘာပြောဆိုညီမလေးတဲ့ဖုံမချခင်ကိုဖုံနဲ့နေအာဝါပေးအောင်ဒါနဲ့ကောင်မလေးကအာဝါဆိုပေးတာဟိုမသားခေါ်နဲ့အိတ်သွားတာအာဝါသံကြားတဲ့ကျယ်တော်ကမိုးလင်းထိအိတ်မပြောအဲ့လိုလေးတဲ့သာသနာမှာအဲ့ဒါဘေးရဲ့ပလီပလာပြောတဲ့စကားတွေလည်းဘုန်းကြီးတွေဖြည့်စည်းတာနဲ့မတူဘူးလားတူတယ်လေးတဲ့အဲ့ဒါကိုဆင်ခြင်ဖို့လို့ဒါကြောင့်အလုံးစုံတို့ကမှပေါင်းသူတော်ကောင်းဤပြောပြီးပြီဘာအောင်လန်တော့ဓမ္မအောင်စိုးစုံကပြည်သိကိုရင်လေးတွေကိုစာကျက်စာသင်စာအန်နေတဲ့ကိုရင်လေးတွေပရိယတ္တိကိုလှူတဲ့ဘုရားအရင်ဆုံးလှူတဲ့ဒါဆိုရင်ပြည်သိအဲ့ဒီကိုရင်လေးတွေရဲ့ပရိယတ္တိဓမ္မအတန်ကိုဘာကြောင့်လှူခိုင်းတာလဲပြည်သိတောင်ကဗျံကကိုရင်လေး3ပါးရဲ့တရားတန်ကြောင့်အပေကြမဲ့ပုဂ္ဂိုလ်တတိယမေဖို့တိဆွဲတင်ပေးလိုက်တဲ့ဇလန်းလေးနဲ့တရုပ်ဖို့အောင်နော်ဒီနေ့ဝိပဿနာအကယ်ဒမီကမြေပြင်မှာလားတောင်ကဗျာမှာအဲဒီလိုကိုရင်လေးကနေဘဝမှာပရိသတ်သာသနာလိုအပ်တဲ့ကိုရင်ဖြစ်နေစလာကြတဲ့ကိုရင်လေးကဒီကနေ့ယန္တိဖြစ်ကြသီရိကုထေရှင်ကြီးတို့ကဘာကျော်ဆရာတော်ကြီးထိဖြစ်သွားကြသီရိကုတပည့်ကြီးဖြစ်ကြတယ်တောင်ကဗျာမှာဒီကနေ့တရားတန်နေစုညံအောင်ဓမ္မတန်နေနဲ့တောင်ကဗျာမှာအဲ့ဒီတောင်ကဗျာကဓမ္မတန်ဒီဘလောက်ထိသာသနာမှာကျေးဇူးများပါသလဲဆိုတဲ့ဇလန်းလေးနဲ့မှတ်တမ်းပြုကြည့်အောင်ဘာတိဇောတိဓမ္မံပကနိဣတိနန္တဇံသူဗံတိတရဇံဣတယောဓမ္မောဟိဣတိနန္တဇောဘေကဝိနိဗ္ဗာန်လောကမြို့ကောင်းသားမြို့သမီးတို့ဓမ္မဓမ္မကိုဘာတိဟောရမယ်ဇောတယီထွန်းတောင်းအောင်လည်းပဲဆောင်ရွက်ရမယ်သူဗံတိတတဇံဣတယောဓမ္မအောင်လံကိုလွင့်ထူရမယ်ဟိမမဝေဓမ္မောဓမ္မတိဣတိနယံသံဃာပေါင်းတို့ရဲ့တဇောအောင်လံတကွန်ဖြစ်တော်တည်းလို့ဘဂဝါဘုရားရှင်ကိုရမြတ်သည်အဘန္တိကောင်းစွာမသွေးမိတ်ကြတော်မူခဲ့ပါဝေတည်းပေတဲ့ဥစဉ်တို့သာသနာထွန်းကားတဲ့ကျွန်းကျွန်းရှိတယ်လင်္ကာဒီပကျွန်းလို့ခေါ်ပါတယ်။ဘာကျွန်းပေတဲ့နိုင်ငံအမင်းပြောမယ်ဆိုရင်ပေတဲ့သာသနာနဲ့ပြောမယ်ဆိုရင်တီကိုကျွန်းနိုင်ငံနဲ့ပြောမယ်ဆိုရင်တီတိလင်္ကာနိုင်ငံတီလင်္ကာနိုင်ငံရဲ့တောင်ဘက်မှာဝိပဿနာအကယ်ဒမီမိပြုတဲ့တောင်ကြီးကဲ့သို့တောင်တန်းကြီးတစ်ခုရှိတယ်အဲ့ဒီတောင်ကစိတ်တလတောင်ပြောပေတဲ့ဒီတောင်ကိုဘာတောင်ခေါ်ဟုတ်ပါဘူးစကိုင်းတောင်နော်ပေတဲ့စေတနာတောင်တန်းကြီးရဲ့တောင်ကပယံမှာတပားနေကျောင်းလေးတွေရှိတယ်တဲ့တေရူဖခင်ဖန်တီးထားတဲ့ဝိပဿနာအကယ်ဒမီကဲ့သို့တပားနေကျောင်းလေးတွေတန်းစီလာအဲ့ဒီရှိမှရေတွေတွင်တွင်စီးနေတဲ့စမ်းကျောင်းတစ်ခုဘေးသိစမ်းကျောင်းရဲ့ရှေ့မှာတောကြီးတော်ဝိပဿနာအကယ်ဒမီဖန်တီးလိုက်တဲ့တောကြီးကဲ့သို့တိုးရဲ့အလယ်မှာကျောင်းတစ်ကျောင်းဘာကျောင်းတော့ဆိုကမ္မန္တဝါလပရိယတ္တိပြောပြန်ပြောပါဦးအဲ့တော့ကမ္မန္တဝါလဆိုတဲ့အဲ့ဒီပရိယတ္တိကျောင်းကြီး
ကျောင်းတိုင်ဆရာတော်ဦးစီးပဓာနနာယကဆရာတော်ရဲ့ဘွဲကအရှင်တိတ်သမထေပိဋကစီလေခံမိစာလဲကျွမ်းပြီးတော့မိတော့မိလျံကြီးငြိမ်းပြီးသားပုဂ္ဂိုလ်တဲ့ဟုတ်လားစီယကိလေသာမိစာကခံတာမိတော့မိလျံဆိုတာအိုနာတိကိလေသာနဲ့ခံပြီးခန္ဓာကလည်းအသစ်သစ်မဖြစ်တော့တဘဝပဲကျွမ်းပြီးအိုနာတိလည်းနောက်ထပ်ပြန်မဖြစ်တော့တဲ့ပုဂ္ဂိုလ်ဆိုတာယန္တာပုဂ္ဂိုလ်ဆိုလိုတာကအလုတ်ကိစ္စငြိမ်းပြီးသားပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်တော့တရားပရိသတ်ယန္တာများမှာကရိယာစိတ်ဖြစ်တယ်ဆိုတာအဲ့ဒါပြောနော်ပြုကမတ္တမြတ်တော်ဘာလို့ရှေးဘဝဆက်เสียမလို့နောက်ဘဝလည်းပြန်เสียပရိသတ်လောကိစ္စငြိမ်းပြီးသားပုဂ္ဂိုလ်လို့ဆိုတော့ဦးဇင်းတို့သီရဂုထေရှင်ဖခင်ကြီးကမကြာခဏပြောတယ်သီရဂုတို့ကစားရင်အလေးစားပြီးတော့ဒူးလီနန့်လို့နေပြီးတော့နေနိုင်တဲ့အစဉ်မျိုးပေါ့ဘာမှမလုပ်တဲ့တို့ကဘာမှမဖြစ်တော့ဘူးဒါပေမဲ့တို့ကအလုံးလုံးချင်တာအလုံးကိုတို့ကအမြဲတမ်းလှုပ်ချင်နေတာသူများအတွက်ပဲအမြဲတမ်းခြံကျင်နေတာဦးဇင်းဆရာတော်သွားကြတော့ဆရာတော်ပြောတယ်တို့အမေရိကန်ကဗမာဆရာကြီးကရှောက်တယ်ကွာတပည့်ဆရာတော်သတ္တဝါ80ဝိပဿနာအကယ်ဒမီကြီးရဲ့ဝင်းတင်တို့ဗုဒ္ဓတက္ကသိုလ်ကလည်းဝင်းတင်တို့စီယုံပေါင်းကဘလောက်မျက်စိစီယုံပေါင်းကဘလောက်ဆရာတော်လုတ်ခဲ့သမျှတွေကပင်ပန်းပန်းနဲ့ရှာဖွေပြီးတော့တည်ဆောက်ခဲ့တာအများကြီးပဲဆရာတော်ပြန်ရမဲ့တနေ့မှာဓာရီကုန်ထားခဲ့ရမှာတော်ပါတော့နားပါတော့လို့ငါလျှောက်တယ်ဟေးမနာဘူးကွာတို့ကအများအတွက်အများကြီးခြံနိုင်အောင်ကြိုးစားတာသေတဲ့နေ့ထိကြိုးစားမှာများများခြံထားနိုင်တဲ့ပုဂ္ဂိုလ်ကလူစွမ်းကောင်းမဲ့အာဇာနည်ပဲဒီတဲ့မှတ်မိတယ်နော်အများအတွက်ပြန်မဲ့တနေ့မှာအများများခြံထားနိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဒီဘာတော့အာဇာနည်ဒီတဲ့ဦးဇင်းကိုလည်းဆရာတော်ဆုံးပါပဲအဲဆရာတော်စီသွားတော့ဦးဇင်းကဒီလက်ကင်မောအဝါလေးရရက်တောင်အဝါလေးရပြီးတော့ဒီတဲ့ဒီပတိလေးအဝါလေးရနေထိုင်လဲဝါပဲသင်္ကန်းကလည်းအဝါပဲဆိုတော့ဆရာတော်ကမင်းနဲ့ခါတိုင်းအညူပုတ်ပုတ်နဲ့အခုဒီကိုယ်လုံးဝါလို့ပါလားအဲ့ဒါဘာလို့တော့ဆရာတော်တို့ပရိဒတ်လုံရင်းနဲ့တပည့်တော်စိတ်ထဲမှာထိကြိုက်တယ်ပြောအောင်လည်းဘာထိကြိုက်တာလဲထိကြိုက်ဆရာကြီးတွေးရင်လုတ်ပြက်တယ်ကွာပြောမယ်ဘာထိကြိုက်တာတော့ဆိုဆရာတော်တို့တပည့်တော်ဆရာတော်ကဝါမေတ္တာခါရဏီဝအောင်လာပြီးဓမ္မပလင်တင်တဲ့အချိန်ကစပလင်ကရသမျှမင်းငါဥစ္စာလို့စုမထားနဲ့ပေးတဲ့ကျေဖြစ်ပါစီဆိုလို့တပည့်တော်ပေးခဲ့တာဘာဝမကားဝယ်မစည်းခဲ့ဘူးတပည့်တော်နေဖို့ကြောင်းမဆောက်ခဲ့အများကျိုးတွေပရိဒတ်တွေနဲ့ရေရင်းရေကန်တူးတာကစဆေးရုံဆေးကန်ဆောက်တာကစဖျားတေကျောင်းဆောက်တာကစအများကျိုးတွေလုပ်ခဲ့တာသိန်းပေါင်း3000နဲ့8000ကျော်သွားပြီဒါပေမဲ့သူဆရာတော်တို့တပည့်တော်ဆေးကန်လေးဆောက်တယ်ဆေးရုံဆောက်တယ်ဆေးကန်လေးဆောက်တယ်စံကျောင်းဆောက်တယ်ပြီးလို့မို့ဖဲကျိုးဖြက်ဖွင့်ပြီဆိုရင်သူတို့ခေတ်ဆိုတော့သူတို့လာဖွင့်ကြတာတပည့်တော်ဗီလာမြေတွေသူတစ်ချက်မတောင်းဘူးလို့အဲ့ဒီလိုအဝင်ထွက်တည်ရှိဖွင့်ကြတော့တပည့်တော်ဒီခေတ်ကျဆွဆွဲကြတာကျေတဝင်းကအစိမ်းကျေတဝင်းရွာကအစိမ်းရွာဝင်းထိန်ထိန်ဖြစ်နာကိုလည်းပဲအဲ့ဒါကြီးဒီကြောင့်ဖြစ်တယ်လို့တပည့်တော်ကိုဆွဆွဲကြလို့ဆရာတော်ကျေတဝင်းကအစိမ်းမဟုတ်ဘူးအနီးမဟုတ်ဘူးအဝါဆိုတာခုပြတာဆိုတော့ဆရာတော်သဘောကျပါတယ်လောကမှာယဟန်ဆိုတာရောင်သွေးမရှိရဘူးဘာသာဟိုမကွဲပြားရဘူးဒုက္ခရောက်သူဆိုတို့တွေအကုန်ကြည်ပြိုရမှာကွာပေးရမှာဆိုပြီးတော့ဆရာတော်ဦးဇင်းကိုဆုံးမတယ်ဟုတ်လားတရားအလုံးစုံတို့ကမှပေါင်းသူတော်ကောင်းနေခုကြည့်ပြောရစကားလေးတရားအလုံးပဲပြိသိသိဖို့ကဘဝတစ်ခုမှခုကြည့်ပြိသိအလုတ်ကိစ္စငြိမ်းမိသားပုဂ္ဂိုလ်ငါ့ကိုနားခိုင်းတယ်နှမျိုးစရာကြီးပြစ်ထားခဲ့မှာတို့အဲ့လိုပြစ်ထားနိုင်အောင်ခြံထားနိုင်အောင်ကြိုးစားတာတဲ့ပြီးတော့ဆရာတော်ဘာပြောဆိုတော့မင်းအလုတ်လုတ်တဲ့ကနောက်တစ်ခုမတွေးသေးနဲ့တဲ့ငါတို့အလုတ်လုတ်တာခြံထားခဲ့တဲ့အရာတွေဘယ်သူများတို့မရှိရင်ထိမ့်မလဲလို့မတွေးနဲ့ထိမ့်မလဲလို့မတွေးနဲ့တွေးရင်လုတ်ပြက်တယ်ကွာကိုခြံထားနိုင်အောင်လုပ်တာကကိုသမိုင်းခြံထားတာကိုကြံသူတွေထိန်းတာမထိန်းတာကသူတို့သမိုင်းကိုသမိုင်းကိုရေးမှာပေါ့မရှိလေသူ့အလိုလိုတော့ဖြစ်သွားမှာပါလို့လေးသိဆရာတော်ဦးဇင်းကိုအဲ့စကားလေးနဲ့လည်းအားပေးမကောင်းဘူးလားတရားလေးသိအားလုံးသောစုတို့ကမှပေါင်းတော်ကောင်းနေလေးသိခုအလုံးလုံးချင်းလုံးလုံးမို့
ဒိဋ္ဌမထေရကြီးအလုံးလုံးစရာမလိုဘူးတဲ့အလုံးလုံးချင်လုံးလို့ဆိုပြီးတော့သူ့เจ้าမှာကိုရင်လေးတွေမွေးထားတယ်တရားသီလူဆရာတော်ကြီးမိတ်နေစကားတို့အဒူးလေးနဲ့နေလို့ရတဲ့ဆင်းမနေဘူးကွာအလုံးလုံးချင်လို့ပရိသတ်ကြီးဗောဓတက္ကသိုလ်ဖွင့်တာမဟုတ်လားအလုံးလုံးချင်လို့စေယုန်နေဆောက်တာမဟုတ်လားအလုံးလုံးချင်လို့ဝိပဿနာအကယ်ဒမီကဘာထိုးဖောက်ဖို့အတွက်တည်ဆောက်ထားတာမဟုတ်လားငြိမ်ငြိမ်မနေတတ်တဲ့ပုဂ္ဂိုလ်ကြီးနော်အဲ့ဒါလေးကိုဆရာတော်ဆုံးမတယ်ခုဒိဋ္ဌမထေရကြီးရဲ့လည်းငြိမ်ငြိမ်မနေခြင်းလို့သူငြိမ်ငြိမ်နေလို့ရတဲ့အဆင့်ရောက်သွားပြီကိလေသာငြိမ်သွားပြီငြိမ်ငြိမ်မနေခြင်းလို့ဆိုပြီးတော့မှလေမငြိမ်အောင်ဆိုပြီးတော့မှကိုရင်လေးတွေမွေးထားတယ်အဲ့ဒီကိုရင်လေးတွေကိုဒိဋ္ဌမထေရကြီးကနေတိုင်းတဲ့ဓမ္မသင်တန်းပေးတာဒိဋ္ဌိစာချတယ်လို့လည်းပြောလို့ရတယ်နော်ဓမ္မသင်တန်းပေးတာဒီနေ့3ချိန်ပေးတယ်ဘယ်နှကြိမ်ဒိဋ္ဌဝိပဿနာအကယ်ဒမီကလည်းကမ္ဘာလူသားတွေအတွက်သင်တန်းတွေပေးတရားထိုင်ခိုင်းဖို့မဟုတ်လားအဲ့တော့ဒီနေ့ကို3ချိန်ပေးတယ်မနေ့ပိုင်းရယ်နေ့လယ်ပိုင်းရယ်ပြီးတော့ညနေပိုင်းမနေ့ပိုင်းဓမ္မသင်တန်းလေးတောင်ကပယံမှာပရိသတ်ကျောင်းထဲမှာပေးလိုက်အာရမတနိကမတယုံဇထဗုဒ္ဓသာသနိဒုနာရမိဇုနောသီလံနလကာရံဝကုဇရောအာယတမန်တော်ရှင်ဘုရားတို့အာရမတယခုပင်စတင်ပြီးတော့ရှင်ဘုရားတို့လှုပ်လှုပ်ကြစမ်းပါဗျာပိသိရွတ်လိုက်တဲ့ကာရထဲမှာထဆိုတဲ့စကားလုံးတွေပါသွားတယ်အာရမတနိကေမတယုံဇထဗုဒ္ဓသာသနိဒုနာရမေဇုနောသီလနလကာရံဝကုဇရောထလေးထဘယ်နှထအာသမနောရှင်မြတ်တို့အာရမတယခုပင်စတင်ပြီးတော့လှုပ်လှုပ်ကြစမ်းပါဗျာအရှင်မြတ်တို့အတိတ်ကိုမတွေးနဲ့နာဂတ်ကိုမမျောနဲ့ပစ္စုပန်တစ်တဲ့မှာအတိတ်မတွေးနာဂတ်မမျောပဲနဲ့ပစ္စုပန်တစ်တဲ့မှာရှင်မြတ်တို့အလုံးလုံးကြစမ်းပါဗျာတွေးပြီးမကြောက်နဲ့စိတ်အေးထားပြီးတော့အလုံးလုံးတယ်ဘေးသိသီရုကျေတဝင့်မဖြစ်ခင်ဆရာတော်ကပလင်မောမတင်ခင်မှာဥစဉ်ကိုတစ်နှစ်တိဓမ္မခရီးတွေစာအုပ်တပွေးတစ်ပိုက်နဲ့နောက်ကလိုက်ခိုင်းတယ်အဲဒီတော့အခုလိုအချင်းနေမဟုတ်ဘူးမကွေးတိုင်းဆိုရင်မကွေးတိုင်းချင်းပြည်နယ်ဆိုရင်ချင်းပြည်နယ်15ရက်အနည်းဆုံးဓမ္မခီးဆက်အဲ့ဒါဥစဉ်ကနောက်ကလိုက်ပါခွင့်ရတယ်အဲ့ဒီပရိသတ်ကြီးဟိုပခုတ်ကူကနေစပြီးတော့ခေါ်တာချင်းပြည်နယ်ဘက်တက်နောက်တော့သီရုကျေတဝင်းတို့ဒီလိုဟောတဲ့ပြောတတ်တာကပရိသတ်ကြီးသီတကူမူကိုအလင်းတယူထားပြီးတော့မှယူခဲ့တာပဲဆရာတော်ကတပည့်ပေါ်ဘလောက်ကျေးဇူးများတော့ဆိုရင်တရားတစ်ပုဒ်ကို3ချိန်ဟောပြဥပမာပရိသတ်ကြီးပခုတ်ကူမှာဟောတယ်ငါဒီတရားဟောတယ်နော်ပခုတ်ကူမှာဟောတယ်မြန်ရောက်လို့ရှိရင်လည်းမင်းဒီတရားဟောမှာမတူအောင်ဟောပြဇလန်းတော့ဒီဇလန်းပဲကွာမတူအောင်ပြုတ်ပြအဲ့ဒီကနေပေါက်ရောက်ပြန်တော့ဒီဇလန်းလေးပဲဟောမယ်မင်းမတူအောင်ဟောပြမယ်ဆိုပြီးတော့ပရိသတ်ရဲ့သွားလာတွေပေါက်ရောက်တော့ပေါက်လူတစ်မျိုးမြန်ရောက်တော့မြိုင်ဒေသနဲ့အချင်းဒီဟန်အောင်ဟောပြပခုတ်ကူရောက်တော့လည်းပဲပရိသတ်ရဲ့ပခုတ်ကူလို့ဟောပြတာအဲ့ဒီမူတွေကိုသီရုကျေတဝင်းအမိရအကုန်ရခဲ့တာအရေးချင်းမရှိဘူးပရိသတ်ယူစဉ်ဘာရည်သွေးမှမရှိပေမဲ့စိတ်ငကတ်ရောင်ကြောင့်ပါပြောင်းခဲ့တယ်ဟုတ်လားဒါကြောင့်ပရိသတ်ရဲ့အဲ့ဒါလေးဆရာတော်ကအဲ့လိုပြောပြတယ်ဦးဇင်းတို့အဲ့ဒီပေါက်ကဟောပြီးတော့ဘုံတော်ဘုံညာတဲတော့မိုးရီရွာချတော့လမ်းမှာကားဘွက်နဲ့တမရရဦးမြင်ဦးဆိုတဲ့ဆက်ဆရာလေးရဲ့ကိုအောင်ကြီးဆိုတဲ့ကားသမားကြီးရဲ့ဆရာတော်ရဲ့ဦးဇင်းရဲ့ကားဘွက်နဲ့တော့ဆရာတော်ရဲ့ဦးဇင်းကိုကိုအောင်ကြီးကိုမြင်ဦးကိုအဲ့ဒီကားကိုကားတွန်းရတာဘွက်တဲ့ကားကိုဆရာတော်ပဲလေးသေးတကား2ယောက်နဲ့ကားတွန်းခဲ့ကြတကားတွန်းရင်းနဲ့ဆိုတော့ဗာပြောတော့ဆိုတော့အဲ့ဒါပဲကွာသီတကူဆိုရင်လူတွေကကြည်ပြူကြတာတာမန်လို့ထင်ကြတာအခုလိုကားပွဲနေ့လို့ကားတွန်းတာသူတို့မမြင်ဘူး။အများအတွက်လို့ရတာအဲ့လိုတို့စင်ပင်ပန်းခံရတယ်။မင်းလည်းခုတရားဟောတော့မှာငါလေယထာဘောတက်လို့ခန်းညင်သီတောင်တက်နင်းပြီလို့ခန်းကြီးတဲ့အစဲခံရတာတွေလည်းငါကြုံဘူးတယ်။သူပြောပြတာဆရာတော်ကပြီးတော့မှဗာပြောတော့ဆိုတော့ကဲကွာတို့တိတိတူလဲអော်တယ်။နမိတ်မကောင်းဘူးကွာရှေ့ဆက်တက်ဘူးငါတို့ဟောလို့လေသူတို့ရဟန္တာဖြစ်မှာမဟုတ်ပြန်မယ်ဆိုပြီးတော့ပြန်တော့
ဒေသစမ်းမာကဆိုးမြို့မှာစားဖို့ပြန်တော့ဒေသခီးလမ်းမှာဆွမ်းစားစရာအနေထားကမရှိတော့ကဲဆွမ်းဆိုင်ရှိရင်လမ်းဘေးရက်ဆိုတော့ရက်စရာဆွမ်းဆိုင်မတွေ့တော့7 နာရီကျော်နေဒီတိုင်းဆိုမွန်းလွဲလိမ့်မယ်ကွာကဲဆိုင်တွေ့ရင်ရက်ကွာဘာဆိုင်တွေတွေ့ရက်ကွာဆိုတော့ဒေသရဲ့အကျော်ဆိုင်တွေ့တာရောင်းတာကကလမာကြီးတွေ့တော့ဒေသခုံစုလေးပေါ်မှာဆရာတော်ထိုင်ဓာဘူးလေးချခဲ့ကွာပကံလေးချခဲ့ကွာခေါက်ဆွဲတို့လေးချခဲ့ကွာဆိုပြီးတော့ရင်နွေးလေးနဲ့အဲ့ဒီခေါက်ဆွဲတို့ပြောအကျင့်ဘရားကျော်လေးတွေမျက်စိတွေမထွက်ဘူးဘရားကျော်လေးတွေအဲ့ဒီဖိတ်ရွက်ထည့်ပြီးတော့မှဆရာတော်ဖုံးပေးတာအဲ့ဒါနဲ့ဒေသတဏီကုံပြီးသွားအဲ့တော့ဦးဇင်းရဲ့ဗက်ဆန်နောက်ကဝတ္ထုငွေကင်တာဆိုတော့ဒေသပေါင်းမြို့ပဲတပွဲပဲဟောရသေးတာဒေသဝတ္ထုငွေကနည်းနည်းဆိုတော့အကျော်ဘိုးမှတက်တာဆိုရင်ဒကမာကြီးကိုပြောတာကလမာကြီးကိုပြောပြဒကမာကြီးလို့ဟိုဆရာတော်သိဘူးတဲ့အဲ့ဒါသေကုန်းတည်သူဆိုအဲ့ဒါပေါ့မလီတပည့်တော်ထီပေါက်တာရွာတဲ့လိုက်အောင်မှာဒကမာကြီးအကျော်ဘိုးဆိုတော့မလီတပည့်တော်မိုးကြိုးပြရဲ့အရှင်ဘုရားလှူပါတယ်ဗျာကိုဝမ်းသာသွားအဲ့လိုလှူစေခြင်းလို့ပြောတာဟုတ်ဗျာနော်အဲ့တော့အလုံးစုံကျွန်တော်တို့ကမှပေါင်းတို့တယ်ဘဝတစ်ခုအထွတ်ထိပ်ရောက်တဲ့တည်တကူတည်ဘယ်လိုရုန်းကန်ခဲ့ရတာဆိုတာကိုပြိဿရဲ့သိဖို့နော်အလုတ်ကိုဘယ်လိုလုပ်ခဲ့ရလဲမနာကျင်ဘူးမနာဘဲနဲ့အားခဲပြီးတော့ဘယ်လောက်ကြိုးစားခဲ့ရလဲပေါ့ဦးဇင်းတို့စလင်းမျိုးရောက်တော့ငယ်စဉ်ကဆရာတော်နဲ့ဟိုတက္ကသိုလ်မှာသံဃာတက္ကသိုလ်မှာဒူနေခဲ့တဲ့တငယ်ချင်းရဲ့သူ့ဘေးနားနေပြောတယ်တည်တကူကြည်ပြူပြောကြည်ပြူပြောကျင်တယ်ကိုတော့နဲ့အေးချမ်းမနေဘူးဆေးရုံနေစရောက်စောက်တခါဒီဆရာမတွေထုတ်ပြရကိုတော့ဒုက္ခတွေရောက်တာတဲ့ဘာလို့အဲ့ဒါတွေဒုက္ခရောက်တဲ့တွေလုံလာလို့ဆိုတော့ကိုတော့တဲ့လောကမှာလူကဒုက္ခရောက်တဲ့လူဘုံကြီးရောက်လာမှတော့ဒုက္ခဆိုတာရှိမှာပဲအဲ့ဒီဒုက္ခကိုရှင်းနဲ့အလုပ်ဖြစ်ရတာပဲကိုရောရလို့သူ့တငယ်ချင်းကိုပြောပြတယ်ဒေသရဲ့တည်တကူတည်ဘယ်လိုတည်တကူလဲဆိုတာကိုဒေသရဲ့ဘာကြောင့်ကဘာကြော်ကြလဲဆိုတာကိုဒေသရဲ့သိအောင်ဦးဇင်းရဲ့ကိုယ်တွေလေးတွေပြောပြတယ်နော်ဒါကြောင့်ဒေသအလုံးလုံးချင်လုံးလို့ဒိဋ္ဌမထေရကြီးကဒီတကူဒီအလုံးလုံးချင်လုံးမို့တက္ကသိုလ်တွေဖွင့်အများကြီးကြိုးစားပြီးတော့လုပ်တယ်အခုလည်းမဲ့ဒိဋ္ဌမထေရကအလုကိစ္စငြိမ်းတဲ့ယန္နာဖြစ်ပေမဲ့လုံးလုံးချင်လို့ကိုရင်လေးတွေဘာလုပ်တာမွေးထားဒါကြောင့်ဒေသကြီးခုပထမဆုံးဓမ္မသင်တန်းပေးတာအလုတ်ကိုအတိတ်ကမဖြစ်တာနာဂတ်ကိုမျှော်ပြီးတော့မဖြစ်ပါဘူးလို့မတွေးနဲ့ပစ္စုပန်တဲတဲ့မှာအသက်ရှိနေတော့အလုတ်လုံးတဲ့ဟုတ်လားဒေသဆရာတော်ကြီးမူပဲဗျဟုတ်လားဒေသအလုံးလို့ရှိရင်တကယ်မဖြစ်ဘူးလားဖြစ်လာတရားရမတယခုပင်စတင်ပြီးတော့ရှင်များတို့လုံးကြစမ်းပါဗျာနေကမထာကိုတန်တန်းကပြင်းနေတဲ့ပြင်းတတ်ကိုနင်ထုတ်ပါဗျာယုံစရရရလေးနဲ့တင်းရောင်ရဲပြီးတော့လည်းမနေလိုက်ပါနဲ့ဗျာဂုံစရောစင်မြောင်ကြီးသည်နရကရံဝါကျူးနဲ့ဆောက်တဲ့အိမ်ကလေးကိုဒုနာရိယတာချင်းနေနေလို့ဖြစ်စည်းလိုက်သလိုပါပဲမေဇနောတိလံသိမရဲ့စစ်တဆိုရကိလေသာမသမျှတွေကိုဒုနာထတစက်ကလေးမှမကြံရလေအောင်နင်းချဖြစ်စည်းပြီးတော့အောင်ပွဲခံနိုင်ကြကုန်ရသတည်းအာရမထခုပဲလုံးယုံစထကိုတန်တန်ကပြင်းတဲ့ပြင်းတက်ဘေဒိကုသိုလ်ကိုပြုဖို့ပြင်းတာဘာကြောင့်ဒါနပြုပြင်းတာကလောဘကြောင့်သီလစောင့်တည်ဖို့ပြင်းတာကဒေါသကြောင့်ဝိပဿနာဘာဝနာအကယ်ဒမီမှာရှုဖို့ပြင်းတာကဘာလဲမေးရင်မောဟကြောင့်အဲ့ဒီလိုလူကိုကုသိုလ်လုပ်ဖို့ပြင်းစီတတ်တဲ့အပြင်းတဲ့လောဘဒေါသမောဟတွေကိုချက်ချင်းနှင်ထုတ်တယ်နော်ယုံစရရရလေးနဲ့မတင်းတိမ်နဲ့တချို့ကဒါနပြုတယ်ကြောင်းဆောက်ပြီးတော်ဘောအလူပေးပြီးမှတော့သီလမလို့ဝိပဿနာရှုစရာမလို့ဝိပဿနာရှုသူကလည်းသီလမလို့ဒါနမလို့ဘူးသီလမြင်နေတဲ့ပုဂ္ဂိုလ်ကလည်းမလေးသီလမြင်မှတော့ဝိပဿနာအထုတ်စရာမလို့ဘူးဒါနမလို့ဘူးလို့ပေတတ်တယ်တဲ့ဒါနသီလဘာဝနာ၃ပါးလုံးစုံအောင်အလုပ်လုပ်ပါတယ်မကောင်းဘူးလားနောက်တော့ကပြည်သိစင်ပြောင်အားလို့ကိုယ့်ကိုယ်သဘောထားကိုယ်တန်တန်နှိမ့်ဆက်တန်တရားနှိမ့်ဆက်မဲ့ကိလေသာကနေရိုင်နေတဲ့ကျူအိမ်လေးလို့သဘောထားကိုကုသိုလ်အားနဲ့နေရိုင်တဲ့အဲ့ဒီကိလေသာကျူအိမ်ကိုနင်းချေဖြစ်စည်းလိုက်တဲ့နောက်ဆုံးထဟုတ်လားသင်မင်းရဲ့စစ်တပ်ကိလေသာတွေကိုတစ်စက်ကလေးမှမကြမ်းအောင်အကုန်လုံးနင်းချေဆိုပြီးတော့ဒေသမထေကြီးကကွင်လီတွေကိုမနပိုင်းစာဝါဓမ္မသင်တန်းပေးလိုက်တာနော်တခါဒေသရဲ့နေ့လယ်ပိုင်းသင်တန်းပြော
အလုံးလုံးထင်ပေါ်ခြင်းကြိုးကြားခြင်းအောင်မြင်ခြင်းသူတို့အတွက်နေ့လယ်ပိုင်းဓမ္မသင်တယ်ဩဒနာဝတ္တတိမေတောသူစီကမ္မတနိသမကာရိနောတိညတတဓမ္မဇီဝိနောအပ္ပမတ္တတယသောဘိဝတ္တိအသမနောရှင်မြတ်တို့ဩဒနာဝတ္တထားကျော်လုံးလာဝရိယရှိမဲလို့ဆိုရင်တတိမတောတတိလည်းရှိမဲလို့ဆိုရင်သူစီကမ္မတကံတန်ရှင်းစင်ကြယ်လို့ကမ္မဝိတုဒ္ဓိဖြစ်မဲ့ဆိုရင်နိသမ္မာကာရိနောတိတိတတတတရရဖြက်ဖြက်လက်လက်ဆောင်ရွက်မယ်ဆိုရင်သိညတနာကိုနှုတ်လည်းဆောင်ထိမယ်ဆိုရင်ဓမ္မဇီဝင်တော်အသက်မွေးဝမ်းကြောင်းလည်းမှန်မယ်ဆိုရင်အပ္ပမတ္တသအပ္ပမာရနဲ့လည်းနေမယ်လို့ဆိုရင်ယသောဘိဝတ္တိအလွန်လွန်ထင်ပေါ်ကြိုးကြတဲ့ကဘာကြိုးတစ်ပါးဖြစ်လိမ့်မယ်ကဘာကြိုးတဲ့လူတစ်ယောက်ဖြစ်လိမ့်မယ်ထင်ပေါ်ကြောင်းကြိုးကြကြောင်းအောင်မြင်ကြောင်းကျင့်စဉ်တွေကိုနေ့လယ်ပိုင်းတိတ်သမရိယကိုရင်လေးတွေကိုထင်ပေါ်ကြိုးကြတဲ့ကဘာကြိုးတစ်ပါးဖြစ်ဖို့အတွက်သင်ကြားပေးလိုက်တာဩဒနာဝတ္တထားကြလုံးလာဝရိယရှိမယ်လို့ဆိုရင်ဒေသေဆိုရင်ဒီဘယ်နဲ့ဆိုရင်လဲဆိုတာကိုရည်တွက်တာနော်နံပါတ်1ဩဒနာဝတ္တထားကြလုံးလာဝရိယရှိမယ်လို့ဆိုရင်တတိမေတ္တတတိလည်းရှိမယ်လို့ဆိုရင်သူစီကမ္မတကံတန်ရှင်းစင်ကြယ်လို့ကမ္မဝိသုဒ္ဓိဖြစ်မယ်ဆိုရင်နိသမကာရိနောစူးစမ်းစင်ကြင်တတ်တရရသေးသေးတတ်တလုံးမယ်လို့ဆိုရင်သီတကူတပည့်တွေသီတကူမူကိုကြည့်လိုက်ဒီတဲ့ဟောဒီဝိပဿနာအကယ်ဒမီတဲဝင်လာပြီဆိုရင်ခေါင်းကိုငုံနေတယ်လို့အမြဲတမ်းမငုံနိုင်ဘူးအပေါ်လည်းမော့ကြည့်ပြတယ်ဘေးကိုလည်းပဲဒီတဲ့ကြည့်ပြတယ်ဟိုဘုရားကကြီးကိုလည်းပဲဒီတဲ့ဖူးမြော်တယ်ဒီဝိပဿနာအကယ်ဒမီရောက်ရင်ခေါင်းကိုညီမနေနိုင်ဘူးလေဟိုဘက်လည်းဒီဘက်လည်းပေါ်လက်ဒီတဲ့ကြည့်စရာဒီမြင်ကွင်းတွေကဒီတဲ့အသေးစိတ်ကြည့်လိုက်ကြည့်လို့မဟုတ်အဲ့ဒါပဲသီတကူမူကသီတကူဆရာတော်ကသီတိယတတရရတန်တန်ရှင်းရှင်းလုပ်တယ်ဆိုတာအလုပ်တစ်ခုကိုနော်အဲ့ဒါပဲတရားနိသမကောရင်တော့စူးစမ်းစင်ញင်တတရရသီတိတတလုံးမဲ့ဆိုရင်တညတတကိုနဲ့နှုတ်ကိုဆောင်ထိမ့်မယ်ဆိုရင်ဓမ္မဇီဝိနောသမွေးဝမ်းကြောင်းလည်းမှန်မယ်လို့ဆိုရင်အပ္ပမတ္တသအပ္ပမာရဆိုတဲ့တတိနဲ့လည်းနေမယ်ဆိုရင်တဲ့ဘယ်နဲ့ဆိုရင်ဒီသိဒါဆိုထင်ဖို့ကြိုးချမ်းကြောင်းအောင်မြင်ကြောင်းကဘာကြိုးကြောင်းကျင့်စဉ်သည်ဘယ်နှမျိုးလဲ9မျိုးပြောဘယ်နှမျိုးလဲအဲ့တော့9မျိုးသောကျင့်စဉ်ကိုကျင့်မယ်ဆိုရင်ယသောဘိဝတ္တိကိုရင်တို့ထင်ပေါ်လိမ့်မယ်ကိုရင်လူလေးဒီကနေယဟန်လူဖြစ်ကဘာကလူတဲ့ယဟန်လူတစ်ပါးဖြစ်လိမ့်မယ်လို့ထင်ပေါ်ကြိုးချမ်းအောင်မြင်လိမ့်မယ်လို့ဒိဋ္ဌမာထေတော့ဒိဋ္ဌမာထေကဣမံဂါတံဤဂါထာကိုဝါစေသည်ကောင်းစွာမသွေပုချလိုက်ပါပြီတော့တတိပရိသေတောင်ကပယံမှာဒိဋ္ဌမထေဓမ္မသင်တန်းပေးတာဘယ်နှကြိမ်ရှိသွား2ကြိမ်ပြောဘယ်နှကြိမ်နော်ဟောနောက်ဆုံးညချမ်းခုလိုညချမ်းပေါ့ခုလိုညချမ်းတောင်ကပယံမှာဓမ္မသင်တန်းပေးလိုက်တာပရိသေတူတူလေးပဲဗိဓမာကိုပေးတယ်ယောယမသမေဓမ္မဝိနိအပ္ပမတ္တသဝိရိတတိပဟာယဇာတိတန္တရံဒုက္ခတန္တံကရိတတိယောရှင်သူမသမေဓမ္မဝိနိတရားသဖြင့်ဆုံးမတဲ့ဘုရားရှင်ရဲ့သာသနာတော်မှာအပ္ပမတ္တသအပ္ပမာရနဲ့နေမယ်လို့ဆိုရင်ဘာနဲ့နေပရိသေသတိပေါ့သတိဆိုတာကိုယ်ဆောင်တရားဟုတ်လားအပ္ပမာရောအပ္ပမာရဆိုတဲ့တတိနဲ့နေမယ်လို့ဆိုရင်ဘာယဇာတိတန္တရံဒုက္ခတန္တံကရိတတိအမြဲတမ်းလေးနေတဲ့ဒုက္ခစကြီးကိုပံကာကြီးလေးနေရက်ချင်ရင်ပြိသိခလုလေးတက်ကလေးနေလိုက်ရင်ပံကာလေးနေတာမရက်ဘူးလားအဲ့ဒီပံကာကြီးလေးနေတယ်လို့ပဲလေးနေတာဒီလူတွေပြိသိဖြစ်လိုက်အိုလိုက်နာလိုက်သေလိုက်သေပြီးတော့မငြိမ့်မသွားဘူးတဲ့တခါပြန်ဖြစ်လိုက်တခါအိုလိုက်နာလိုက်သေလိုက်အမြဲတမ်းလဲပတ်နေတဲ့ဒုက္ခစက်ကြီးကိုတဲ့ရက်ချင်ဘာနဲ့ရက်မှာတတိပြော
ပါယဇာတိတန်တရံဒုက္ခတဏ္ဍဂရိတိအမြဲတမ်းလည်နေတဲ့ဒုက္ခဆက်ကြီးကိုဂရိတတိတတိနဲ့လွန်မြောက်လိမ့်မယ်လို့ဒိဋ္ဌမာရီတို့ဒိဋ္ဌမာရီကဣမံဂါထံဤဂါရကိုဝါစီတိကောင်းစွာမသွေပုချလိုက်ပါပေတော့တည်းဒီသိတောင်ကပယံမှာကွင်လေးဘယ်နှပါ၃ပါးပြောဘယ်နှပါအလုတ်ကိစ္စငြိမ်းနေတဲ့ဒိဋ္ဌမထေကလှုပ်လှုပ်ခြင်းလို့ကွင်လေးတွေမွေးပြီးတော့အလုတ်လှုပ်တတ်တာနော်သင်တန်းတွေပေးလိုက်တော့အဲ့ဒီသင်တန်းပေးလိုက်တဲ့ခမ်းမဆောင်ကြီးတွေကနေပြီးတော့ကွင်လေးတွေကစောက်လေးတွေပွေ့ပိုက်ပြီးတော့တောင်ကပယံကတပားနီကြောင်လေး၃လုံးမှသွားပြီးတော့စာကြက်ကြအဲ့ဒါစာကြက်ကြတော့ဒိဋ္ဌိသူတို့စာကြက်နေတော့မှအဲ့ဒီတောင်ကပယံဒိဋ္ဌိစမ်းကြောင်းတစ်ပေးမှပဲငိုတန်ကြားတာကွင်လေးတွေစာကြက်နေတော့ဒိဋ္ဌိတရားသံလေးတွေကြက်နေတော့ဘာတန်ကြားတာအဲ့တော့ငိုတန်ကြားလိုက်တဲ့အခါကျငိုကြားတဲ့နေရာသူကကြည့်လိုက်တယ်ဘယ်သူတော့ဆိုတော့လူ့ကြောင့်မဟုတ်ဘဲနဲ့သက်ကြီးမှဝက်လာတဲ့ဒိုးဒွက်ကူတော်ကြီးပေါ့ဒိဋ္ဌိသူ့ဘွဲကရှင်မိလက်ခပြောအဲ့ဒီရှင်မိလက်ခဆိုတဲ့မိလက်ကမထီကဒိဋ္ဌိတောင်ကပယံကစမ်းကြောင်းမှာရေခံရင်းနဲ့သူငိုနေတာသောကဘလဘွားနဲ့ငိုနေတဲ့မိလက်ခကြည့်လိုက်တော့ကွင်လေးတွေကဩသောကတွေဖြစ်စီဒီကိုယ်တော်ကြီးငိုနေတာဘာကြောင့်များငိုပါလဲတောင်ကပယံမှာသူဘာကြောင့်များလမ်းကိုတွေပါလိမ့်လို့တွေးလိုက်တော့ဒိဋ္ဌိသူဇလန်းလေးငိုတဲ့အကြောင်းသိအောင်ဇလန်းလေးအချင်းချုပ်ပြီးတော့ပြောမယ်နော်ဘွဲရဘယ်သူလဲတော့ရှင်မိလက်ခလူဘဝတုန်းကလည်းပဲသူ့နာမည်ကမိလက်ခပဲတဲ့သူ့စရိုက်ပေါ်မှာမူတည်ပြီးတော့နောက်ကနာမည်လေးတစ်လုံးတိုးထားတယ်မိလက်ခမုတ်ဆိုးပြောအဲ့တော့မိလကမုတ်ဆိုးကြီးကဒိဋ္ဌိအိမ်မှာပဲညခါပဲအိတ်တယ်မနေဘူးလင်းကြိုက်တတ်တဲ့ခွေးတွေကြိုးဝင်ပေါင်းတရားကုတ်ဖီပေါင်းတရားလှီးလန်နေနဲ့ကြိုက်တတ်တဲ့ခွေးတွေပါခေါ်ပြီးတော့အဲ့တောင်ကပယံကသံဃာတိဆန်နေတဲ့တိုးထဲမှာပဲသာသမီနေသက်ဖြတ်စားတောက်နေတာနှစ်ပေါင်း90တဲ့တနည်းတော့အဲ့ဒီတောင်ကပယံမှာပဲကြိုခွဲမှာသမင်းတကောင်မိတော့လှန်နဲ့ထိုးသက်တိုးရင်းကသင်ရွက်သ6တီနဲ့အဲ့ဒီသမင်းကိုမီးရှို့ပြီးတော့မီးဖုတ်ပြီးတော့မှစားလေးတွေဇဝါထဲမှာတဲ့သမင်သားတွေဖက်ပြီးတော့စားနဲ့တို့စားနောက်ကခွေးတွေလည်းသူကျွေးတယ်အဲ့တော့စားပြီးတော့ရေစားလုံးဆိုပြီးတော့အဲ့ဒီဓမ္မကျောင်းကြီးတွေကိုသူဝင်သွားတာကွင်လေးတွေကမနေမိုးလင်းနာနဲ့ရိုးစက်လုံးမှာရိုးစင်မှာရေပြည့်ဖြည့်ထားတာကိုလေးသိခုမိလခလာတော့ရေတောင်းလို့ငုံကြည့်တော့ရေပြောင်းနေအဲ့ဒါဘာတော့အကုသို့ပြောပါတော့ပြန်ပြောပါဦးဒိဋ္ဌိရေရှိလျက်နဲ့ရေတွေ့လားပြောတွေ့လားဘာကြောင့်မတွေ့တာတေရူကျတွင်ကြောက်ကပြက်တော့လေးလာတိရေမတော့ရရေတံမှုထဲမှာလက်လေးလုံးထည့်ပြီးတော့ဒါပဲကိုတော့တောက်ဒီတဲ့တောက်ရင်ကိုတော့ပြန်တော်မူပဲဆိုတာမှတ်ထားဆိုတာမတော့ရဲဘူးဘာလို့ဆိုကြောက်ကပြက်တော့ရေတောက်တိုင်းစီးမဖြစ်ဘူးမောဖောက်နော်အဲ့တော့ဦးဇင်းတွေးကြည့်တယ်။အော်တီရကူကကြီးပြူစွာတပည့်ကိုပလင်မော်တင်ပေးမင်းပေးတော့ပေးရင်အဲ့ကျဲကလင်းလက်တဲ့ကျဲဖြစ်မှာဆိုတဲ့စကားလေးနားရမထွက်။ဆရာတော်ဘာတွေလုပ်လဲငါဘာလုပ်မလဲဆရာတော်ကတောင်စကိုင်းကြောင်တိုင်းရေလှူတယ်။ငါရွာလေးတွေငါတက်နေတော့ရေတွင်တူးမယ်ပေါ့။ဆရာတော်ကတီရူဆေးုံကြီးစောက်တယ်။အာယုဒနာဆေးုံကြီးစောက်တယ်ငါရွာလေးတွေစီကန်းလေးတွေစောက်မယ်ဆိုဆရာတော်ကြီးဆိုတော့ကိုကသေးသေးလေးတွေတက်နေတော့လိုက်လို့တာ။ရေလူနဲ့စားခဲ့တဲ့ကျေတော်ဝင်ခုဘာဖြစ်တော့ရေငတ်ပြောဘာဖြစ်တော့ဟောမလဲခင်ရေငတ်ဒေသကြီးလဲပြီးပြန်တော့ကိုရောစီမပါခြုံမမပါငပိမပါငံပြားရေမပါတဲ့ရေလုံပြုတ်စားဆိုပြန်တော့လေဒေသကြီးခုလဲငတ်ပြန်ခုဒီလာကန်ဒီပဲလက်တောက်လောက်ရှိတဲ့ကိုရင်ပေါက်စားကဦးစင်းဘေးနာလာပြီးကျွေးရင်ဘူးတွေတောက်နေတော့ဦးစင်းကငေါ့ထုတ်တယ်ဟေးကောင်သွားတော့ငါကန်ထုတ်လိုက်မယ်ဘောဆိုကိုမတော့ရလို့ဗျဒေသကြီးကျွေးရင်ဘူးမြင်လျက်နဲ့ကျွေးရင်ဘူးမတော့ရဝက်သားမြင်လျက်နဲ့ဝက်သားမစားရတဲ့ဘဝမိလက်ခလက်သက်များလားမသိဒေသကြီးဘာတော့ဝစ်ကျွေးအဲ့ဒါဘာတော့အကုသို့အခုမိလက်ခကယူရည်မရှိတာကြည့်အကုသို့ကြောင့်ဆိုတာမသိပဲနဲ့ तू ကခွက်ကလေးနဲ့ခတ်ခြေခြေဆိုတဲ့တန်ချာကိုအကုသို့ဝစ်ကျွေးဆိုတာမသိပဲနဲ့ကျောင်းထဲအတန်ဃာတွေကြားအောင် तू ကရိုးစင်တပြည့်နေအော်ပြောတာဇာပိအိတ်နေဘိခဝေသေရင်ငုတ်တုတ်ဂိစကုတ်မေတို့လာနော်
အဲ့တော့သူကဒိဋ္ဌမရိယကြတော့ဟေ့တကမင်းဘာပြောတာကိုတော်တို့သူများတို့တာစားအိတ်နေကြဘာလို့မှမလို့ဒီမဲ့ရီအိုးမီးတောက်တော့မယ်ရီလေးတော့မရှိဘူးဆိုတော့မြေဒိဋ္ဌမရိယတည်တယ်ဩဒီကောင်ပြိတ္တာလူစင်စစ်ကပြိတ္တာဖြစ်နေကဲမင်းလက်ကုတ်ခံငါရီတိုက်မယ်မှုတ်ကလေးနဲ့ယူတယ်ရေခတ်ရေပါတာလဲမိလက်ခသိတယ်မှုတ်ကလေးဆောင်းလိုက်တော့ရေတွေစီးကြတာလည်းသိတယ်ဒါပေမဲ့သူ့လက်ခုတ်ခဲရောက်တော့ရေပြောက်သွားတယ်နော်အဲ့တော့မှသူအကြောင်းရင်းသိတယ်ဩငါကုသိုလ်အကုသိုလ်ကံဝေကျွေးဆိုတာသိလင်းသိလိုက်ကောအပြစ်ပေးသိတော့တောင်းပန်တယ်ဆရာတော်တပည့်တော်ကယ်ပါဦးဗျာဟေးကောင်ငါမကယ်နိုင်ဘူးကွာတရားကမှကယ်နိုင်အခါတော့ဒါတရာကတာဖရာတော်ဟောယုံဟောနိုင်တယ်မကယ်နိုင်ဘူးကယ်နိုင်တာတရားပြောဒါဆိုရင်ပရိသေဝိပဿနာအကယ်ဒမီဒီကမ္ဘာလူသားအမောင်ချတဲ့ပုဂ္ဂိုလ်တွေတရားနဲ့ကယ်ဖို့အတွက်ရည်ရွယ်ကြီးမားစွာတည်တကူဖခင်ကကြည်ပြူစွာဒီလိုတိဆောက်တာမဟုတ်လားတရားကမှကယ်နိုင်မှာကွဓမ္မောဝိရဂတိဓမ္မဇာရိမန္တံသတ္တံဝိယဝတ္တကာလိဝတ္တကာလိမူရင်ကနမန္တသတ္တံကြည်စွာသောထေကြည်သည်စတ္တဇာရင်ဒီကိုကိုင်းဆွဲတဲ့ပုဂ္ဂိုလ်အပ္ပဒမာနိမူမစွန်မူမရွှဲအောင်ရဂတိစောင့်ရှောက်တဲ့ကဲ့သို့ပဲဓမ္မတရားသည်ဓမ္မစာရီတရားနှလုံးကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဘေးသိမ်မူရွာတဲ့သွားတဲ့ပုဂ္ဂိုလ်ထီးကန်ရင်ထီးကသူ့ကိုလုံခြုံစောင့်ရှောက်သလိုဘေးသိမ်ထီးကလည်းပဲအလိုလိုတော့သွားပြီးတော့မစောင့်ရှောက်ဘူးသူ့ကိုကိုင်မှဘာဖြစ်တော့စောင့်ရှောက်အဲ့လိုပဲတဲ့တရားဆိုတာထီးလိုပဲတရားဆိုတာလည်းပဲသူ့ကိုကျင့်မှသူကအပယ်မကြအောင်စောင့်ရှောက်မဲกว่าမကျင့်ပဲနဲ့မင်းကိုလိုလိုမစောင့်ရှောက်ဒါကြောင့်မင်းတရားကျင့်မှာဘာကျင့်တရားဓမ္မဝိရဂတိဓမ္မစာရိမန္တံသတ္တဝိယဝတ္တကာလိမူတွင်က၌မန္တံသတ္တံကြည်စွာသောထီကြည်သည်သတ္တဇာရိဒီကိုကင်ဆွေးထားတဲ့ပုဂ္ဂိုလ်အပ္ပဒမာနိမူမစွန်မူမရွှေအောင်ရဂတိစောင့်ရှောက်တဲ့ကဲ့သို့ဓမ္မောတရားသည်ဓမ္မစာရိတရားနှလုံးကျင့်သုံးတဲ့ပုဂ္ဂိုလ်သုရုတုပေါင်းရည်သူငရဲဒိဋ္ဌံပြိတ္တာသူရဲ့ဆိုတဲ့ပဲလေးပါးသူမကြက်ရအောင်ရဂတိစောင့်ရှောက်လိမ့်မယ်လို့ဒေသမာထီတော်ဒေသမာထီကကောင်းစွာမသွေးမိန်ချလိုက်ပါပေတော့တည်းဒါဆိုရင်ရှင်မရခဏလေးနေဦးပြဆိုပြီးတော့ဒေသမထီထံကနေတိုးလေးကိုသူပြန်သွားတယ်ထောင်ထားတဲ့ကြော်ကွင်းนี่လှီလန်นี่ကုံစုမီးနဲ့ရှုပြီးတော့မှဒေသပြန်လာပြီးတော့ရှင်မရခုချက်ချင်းပဲတပည့်တော်ရမ်းပြုတ်ပေးပါဘာပြုတ်ခိုင်းတော့ကဲရမ်းပြုတ်လိုက်တော့ဒေသသိန်းထဲမှာပဲသူ့ပွဲပြီးတယ်လူနာမည်ဆွဲပြုတ်ပြီးတော့ရှင်မီးလက်ခလို့ပဲပွဲပြီးမိလကတဝမမရသေးတော့ရှောက်တယ်ရှင်မရတို့အသက်သေးကကံဝကြီးမားတဲ့ရှင်မရတို့တပည့်တော်ကဝေယဝဆတိဆောင်ရွက်မဲ့တာဝန်ရှိတယ်ဗျအရှင်မရတို့ဝေယဝဆတိဆောင်ရွက်နေတပည့်တော်အချိန်ကြီးလင့်ပြီးတော့တရားထုတ်ခြင်းထဲမှာဆိုလို့ရှင်မရတို့ဝေယဝဆယနာလို့တပည့်တော်တရားထိုင်ခွင့်ပဲပေးပါလို့ရှောက်တော့တရားနီးလန်းတကြထိုင်ဖို့အတွက်တိတ်သားကသင်ပေးပြီးတော့မှတပားနီကြောင်းလဲအခုလို့ဒေသဝိပဿနာကလေးစောက်တဲ့တရားထိုင်ကြောင်းလေးတွေကိုခေါ်သွားတကားလေးပိန်ပြီးတော့ယုံ nant ခန္ဓာဖြစ်ပျက်ကိုမြင်အောင်ထွက်လေဝင်လေကိုဒီလိုရှုလို့ဒေသသင်ပေးပြီးတော့မှသူ့ပြောပြကြတယ်ထွက်လေဝင်လေရှုတာပဲယုံ nant မမြင်ပဲနဲ့အတိတ်ကအရေးတွေကသူ့ပေါ်လာတာသူတတ်တဲ့သမင်ကသူ့ကိုဂျိုးနဲ့ခွေးတယ်မြင်လားဒါနဲ့သူဆင်းပြေတာရှင်ဗျာတပည့်တော်တရားမထိုင်နိုင်တော့ဘူးဗျာတပည့်တော်သမင်ကဂျိုးနဲ့လာခွေးတယ်ဗျာမင်းဘာလို့မှတော့စာသင်မယ်ပြောဘာလို့မယ်ပရိသေဒိဋ္ဌမတိကစာသင်မယ်ဆိုတဲ့အဲ့ဒီမိလက်ခကြောက်သွားအောင်ဆိုပြီးတော့ငရေကြီးရှစ်ထက်ရဲ့အကြောင်းတွေပါတဲ့ဒေဝဒုတသုတ်ကိုသင်ပေးတာဒေဝဒုတသုတ်ကြီးကိုသင်ပေးလိုက်တော့ငရေတစ်ထက်အကြောင်းပြောပြတယ်ဟောဒီငရေဒီလိုရှိတယ်မင်းကြက်တာနော်သိရင်မင်းအဲ့ဒီနေရာရောက်မှာပရိသေကိုရောက်မဲ့နေရာကြိုတင်ပြီးတော့လမ်းညွန်ဖတ်နေရလို့ဆိုတော့ပရိသေကျက်သိန်းထစာကျက်မရရှင်မြတ်တပည့်တော်စာကျက်ချင်တော့ဘူးဘာလုံးမှတရားပြန်ထိုင်တယ်ဒီတခါတော့ပရိသေဟိုလေရိပ်ပြီးတဲ့အခါစပားကြီးချွေလိပြီးရင်ပရိသေကောက်ရိုးတွေကိုလက်ခွဲမှမထားခဲ့ဘူးလားအဲ့ဒီကောက်ရိုးကြီးကိုကွေလို့ရေဆွတ်ပြီးတော့ခေါင်းပေါ်မှာတင်ပြီးတော့သင်္ကန်းစုပ်ကြီးရေဆွတ်ပြီးတော့ခြေထောက်မှာစီးတယ်ပရိသေအပေါ်ကကောက်ရိုးကွေကရုံပေါ်မှာခြေထောက်ကသင်္ကန်းကြီးစီးပြီးတော့ညာလုံးပေါက်အိတ်ငိုက်မှာဆိုလို့တရားထုတ်တာမိုးသာလင်းတယ်ဘာတရားမှမရလက်လျှော့ပြီးတော့လာပြန်ရှင်မြတ်တပည့်တော်တရားမထိုင်ကျင်တော့ဘူးဘာလို့မှတော့တပည့်တော်ဝေယဝစ္စပဲလုပ်တော့မယ်ကဲဒါဆိုရင်အဲ့ဓမ္မလေးယူတို့တော်ရှင်းအောင်ဆိုပြီးတော့
တော်လေးခေါ်သွားပြီးတော့ရေသဖန်းပင်တွေ့တော့ဟေးမိလက်ခအဲ့ဒီရေသဖန်းပင်ခုတ်ထစ်ပြီးတော့မှကြောက်ဖြာပေါ်တင်ငါမီးရှို့ပြဒေသရေသမသားဆိုဒီဆိုမီးရှို့လို့ရပါမလားရှင်မရမီးမလောင်မှုပြဆိုအေးခဏနေငါလောင်စီရတဲ့အရာပြသွားယူမယ်ဆိုပြီးတော့ဝိညာဉ်တကူနဲ့ငရဲပြည်သွားပြီးတော့မိပရိသတ်ဒိဋ္ဌမထေရငရဲမီးဘွားလေးလက်မလေးပေါ်တင်းလာမိလက်ကမင်းဟောတာဘာလို့သိတယ်ဘာတော့ကွာပိုးစွန်းကျူဩဒီကောင်လှုပ်ပြန်ပြီဒါငရဲမီးပြဒီလောက်သေးသေးရဘလောက်ပြင်းလဲဆိုတာမင်းသိအဲ့ဒါနဲ့တွေးမှဆိုထင်းဆူပုံကြီးတဲ့ချထဲလိုက်တော့အဲ့ဒီထင်းဆူကရှဲကလေးဆိုတခါတည်းပြဖြစ်သွားအမလီပြဆိုလန့်ဩရှင်မြတ်တပည့်တော်မကယ်နိုင်တော့ဘူးလားတရားကမှခေနိုင်ပါဆိုပြီးတော့ဓမ္မလီထန်းကျောင်းကိုငိုးပြန်သွားတာဒေသကျောင်းရောက်တော့ရေတောင်ရင်းနဲ့ယူတလုံးကရေကုန်တော့အဲ့ဒီယူကုန်နေတဲ့ရေကိုရေခတ်မဲ့ဆိုပြီးတော့ရေဦးလေးမကုန်းမော်တင်တလန်းလုံးသူငိုးလာတာကန်းတပီစမ်းကြောင်းတပီရောက်တော့လည်းပဲရေခံရင်းနဲ့ငိုးနေတာကိုကိုရင်လေးတွေကြားတာဒါဆိုရင်ငိုတဲ့အကြောင်းသိပြီလားအဲ့တော့သူ့မှာကစာသင်လို့လည်းမရဘူးဒေသကြီးတရားထိုင်လို့လည်းမရဘူးဘာလို့ပါဝေယဝဆတစ်ခုကနှစ်ပေါင်း90ဆိုတဲ့ဒုရကြီးမားတဲ့အကုသိုလ်ကိုဒေသကြီးခြေဖြတ်နိုင်မှာမလားအဲ့ဒါလက်လျှို့အားငယ်ပြီးတော့ငိုးနေတာအဲ့ဒီငိုတဲ့ကြားတာကိုဒေသကိုရင်လေးတွေအကြောင်းဆုံးသိတော့စမ်းချောင်းတစ်ပေးကဒေသတောင်ကပယံလေးမှာတပားနေကြောင်းလေးသုံးလုံးကကိုရင်သုံးပါးကပထမကျောင်းကကိုရင်မနေ့ပိုင်းကဓမ္မအတန်ထလေးတာကိုသူကអော်လိုက်တာဘယ်နေရာអော်တော့တောင်ကပယံပြောအာရမရဏိကမတံယုံဇထဗုဒ္ဓသာသနိဒုနာထမိစုနောတိလံနလကာရဝကုံစရောပေသိအဲ့ထာလေးတာကိုអော်လိုက်တော့မိလက်ခအားတက်ပြီးတော့ပေသိညာဘက်လက်နဲ့ညာဘက်မျက်လုံးကမျက်ရည်တွေသူတုတ်လိုက်တာအဲ့ဒါမျက်ရည်သိမ်းနေတာကိုမြင်လိုက်တဲ့တတိယဒုတိယကျောင်းကကိုရင်ကဓမ္မအတန်လေးတောင်ကပယံနေပေးလိုက်ပြန်ဩဒနဝတောတတိမတောသူစီကမ္မတနိသမကာရိနောတိညတတဓမ္မဇီဝိနောအပမတ္တသယသောဘိဝတ္တိသောကဖီစီသောကတွေပျောက်ပြီးတော့ကဘာကြိုတဲ့ဘဝအောင်မြင်တဲ့ဘဝရောက်ချင်ရင်ဒီလိုကျင့်စဉ်9မျိုးကိုကျင့်ရတယ်ဆိုပြီးတော့ဒေသရဲ့နေ့လယ်ပိုင်းကိုရင်လေးကဓမ္မအတန်လေးပေးလိုက်တာအဲ့ဒါပရိသတ်ဘယ်ဘက်လက်ကိုနဲ့ဘယ်ဘက်မြေလုံးကမြေရည်တွေသိမ့်လိုက်ပြန်ကိုကိုရင်တစ်ပါးရဲ့ဓမ္မတန်ကမိလက်ခဘာဖြစ်တော့အငိုတိတ်သွားပြီပြောဘာဖြစ်သွားပြီတော့ပြန်ပြောအောင်ဘာဖြစ်သွားပြီတော့အဲ့တော့ငိုတိတ်သွားတဲ့မိလက်ခပရိသတ်တရားရမှုဆိုပြီးတော့တတိယကျောင်းကကိုရင်ကပရိသတ်ညာပိုင်းကအဘိဓမ္မာကိုသူကអော်ကြလိုက်ပြန်တယ်ဓမ္မတန်လေးပေးလိုက်တာယောယမသမေဓမ္မဝိနယအပမတ္တသဝိရိတတိဘာယဇာတိသံသာရံဒုက္ခသန္တံကရိတတိယောကျင်သူဒီမသမေဓမ္မဝိနယတရားသဖြင့်ဆုံးပါတဲ့ဘုရားရှင်ရဲ့သာသနာတော်မှာအပမတ္တသဝိရိတတိအပမာရနဲ့တတိနဲ့နေမယ်ဆိုရင်ဘေသိဇာတတိသွားတတိနေတတိထိုင်တတိအကုန်လုံးဘာလို့တတိအဲ့လိုသတိသာရှိနေမယ်ဆိုရင်ဘာယဇန္တိတန်တာရံဒုက္ခဆေကြီးရက်လိမ့်မယ်ဒုက္ခဆေကြီးမလဲတော့ဘူးတဲ့ဒါကြောင့်ဒုက္ခဆေဥနာတိရိပြောင်းဒုက္ခဆေရက်ခြင်းနဲ့ဆိုရင်တတိနဲ့ထေလို့ဣမံကာတံဤကာတာကွာပါတိကောင်းစွာမသွေရွပွားလိုက်ပါပေတော့တတိပေသိတတိယကျောင်းကိုရင်ဓမ္မအတန်လေးကြားလိုက်တဲ့မိလက်ခအားတက်ပြီးတော့ဇန်းကျောင်းနှစ်ဘေးမှာမတ်တက်ရက်လိုက်တယ်မတ်တက်ရက်တဲ့မိလက်ခရဲ့ပေသိစိတ်ထဲမှာတတိယကျောင်းကိုရင်ရဲ့တရားသံလေးပါသွားတယ်နော်တတိပြောထာခြင်းနာနံထံပြုတာကရုပ်သူမုတ်ငါမုတ်နံနဲ့ရုပ်ရီဝလေးကံမဲ့ဆိုကံညနာနံကံပြုတာကရုပ်သူမုတ်ငါမုတ်နံနဲ့ရုပ်ရွက်ခြင်းဒါနံရွံ့ပြုတာကရုပ်သူမုတ်ငါမုတ်နံနဲ့ရုပ်နံနဲ့ရုပ်နံနဲ့ရုပ်အဟုတ်မှတ်ပြီးတော့ရှုမှန်လိုက်တာရေဥပခုံးမောမရောက်ခင်မှာပဲအပေကြမဲ့ကိုရောဤတတိယမဲ့ဖို့ကိုရပြီ။ဘာရသွားပြိဿဤသောတာပန်သဂရကံအနာဂါမိမဲ့ဖို့စင့်မဲ့ရောက်သွားပြီပြိဿဤယန္နာဖြစ်ဖို့တဆင့်မဲ့ကြံတော့တယ်။ကဲအပေကြအောင်မလားတောင်ကဗျံကဘာသံပြိဿဤတရားသံကခုလိုကဘာကျော်သီရိဆရာတော်ကြီးတရားသံမဟုတ်သေးဘူးနော်။
ပြိဿစာကျင့်နေတဲ့ကိုရင်လေးတွေရဲ့ခုလိုကဘာကျော်ဖြစ်အောင်စာကျင့်နေတဲ့ကိုရင်လေးတွေရဲ့တရားသံဘလောက်အစွမ်းထက်သလဲဆိုတာပြိဿရဲ့သိဖို့အတွက်ဦးဇင်းကဒီစကားလေးပြောတာဒါကြောင့်တောင်ကပြန်မှာဝိပဿနာမီကေရမီနဲ့ကဘာထိုးပေါအောင်တိဆောက်တတ်တဲ့ဒီတရားသံတွေကပြိဿရဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေမို့ကဘာကအဲ့ဒီလိုအမှောင်ကျနေတဲ့ပုဂ္ဂိုလ်တွေကိုထိုးဖောက်ဖို့အတွက်ဓမ္မသံတိဆောက်ဖို့အတွက်ပြိဿဓမ္မသံပေးဖို့အတွက်ဝိပဿနာကေရမီသည်ကဘာအတွက်ဖိုးတဲ့နေရာကြီးတစ်ခုပါလို့ပြိဿသိစေဖို့အတွက်ဓမ္မသံပြောတာဒါကြောင့်ဒီလူဆရာတော်ကလွန်ခဲ့တဲ့၄လကအတန်မင်းလူမဟန်သေးမဲ့အတန်လေးရှိသေးအဲ့ဒီအတန်လေးနဲ့ဓမ္မအတန်လေးပေးပြီးတော့ပရာဟိတလုံးလို့ဩဝါဒပေးတဲ့စကားလေးချီခံပြီးတော့တောင်ကပယံကဘာတန်ပြိဿရဲ့အကျိုးမရှိဘူးလားအဲ့တော့ပြိဿတရားသံတတိယမဲ့ဖို့ရတော့အငိုတိတ်ပြီးတော့ရေုံလေးပကုံးမော်တင်ပြီးတော့မှသူကတောင်ကပယံကပြန်တော့ပြုံးပြန်သွားကျောင်းရောက်တော့သူကတုံးခောက်တန်ဃာဒီစုလာတော့ကိုရိုတဲ့တပည့်တော်တတိယမဲ့ဖို့ရအမေအသက်ကြီးမှဝလာတဲ့ကိုရိုကြီးတတိယမဲ့ဖို့ရသလေးပါလေးနဲ့ဘာကြောင့်ရတယ်ဘယ်လိုအားထုတ်လို့ရအရှင်များတို့ကော်ရိုးရီကောင်းမော်တင်ပြီးတော့တညာလုံးပေါင်းအားထုတ်တာတော့ဘာတရားမှမရဘဲနဲ့ဟိုတောင်ကပယံမှာတပည့်တော်ရေခတ်ရင်းနဲ့တောင်ကပယံတရားချောင်းကကိုရင်လေးတွေရဲ့တရားသံကြားတပည့်တော်ရင်ထဲမှာဆွဲညှိပြီးတော့အားထုတ်လိုက်တာတတိယမဲ့ဖို့ရတယ်ဗျာကဘာကြိုတဲ့ဆရာတော်ကြီးမဖြစ်ခင်မှာတောင်ကပယံမှာစူညံနေတဲ့တရားသံတွေကိုရင်လေးတွေရဲ့တရားသံကတပည့်တော်ကိုအပယ်လေးပါးနဲ့ဒီလိုဆွဲတင်ပေးတဲ့အတွက်ကြောင့်ကဘာမကြောမဖြစ်ခင်အဲ့ဒီကိုရင်လေးတွေကိုကဘာကြောဖြစ်မဲ့ကိုရင်လေးတွေကိုတန်ဖိုးထားပြောအောင်မွေးကြကျွေးကြဖို့ပါဗျာဆိုပြီးတော့ဘေးသိတောင်ကပယံမှာကိုရင်လေးတွေရဲ့အကြောင်းကိုတိဋ္ဌမိလကမထီကအဲ့ဒီလိုဘေးသိချီးကျူးတော်မူပါတယ်နော်ဒါကြောင့်ကဘာကျော်ဆရာတော်ကြီးရဲ့တရားသံဤကြားကြတဲ့ဦးဇင်းတို့ဒီတကူကြည်ပြူကြတဲ့ဝိနည်းတွေကဘာကျော်ဖြစ်အောင်ကြိုးစားနေကြတယ်စာသင်တိုက်ကကိုရင်လေးတွေကိုလည်းဒီလိုကဘာကျော်ဆရာတော်ကြီးဖြစ်အောင်ကြိုးစားဖို့ဆိုပြီးမြှုပ်ပြီးတော့မှချီးမြှောက်ကြထောက်ပံ့ကြပရိယတ္တိသမားလေးတွေကိုပြစ်မထားကြဖို့အတွက်ဒေသရဲ့တိုက်တွန်းတာပါနော်ဒါကြောင့်တောင်ကပယံကဘာတန်တရားဗျာမြတ်စွာသာသနာမှာတရားသံဆူညံတဲ့တရားသံဖြင့်အေးချမ်းတဲ့ဘဝရရလို့နောက်ဆုံးအေးချမ်းဆုံးဖြစ်တဲ့ဩနာတိကင်းရနိဗ္ဗာန်ကိုရရရောက်ကြစေကုန်သောရေလို့ပထနာအောင်စုအခါကပြုလိုက်ကြကုန်ရသတည်းဆုလိုက်သည်ရကုလမေကျက်ခပင်အလင်းကဘာပြန်ပါစေတိရကုဆရာထေဆရာဖခင်မဟာရာကြောင့်သက်တမ်းရှိစေသောထေမဟာရာကြောင့်သက်တမ်းရှိစေသောတိရကုဆရာထေမဟာရာကြောင့်သက်တမ်းရှိစေသောအလင်းရောင်ကိုလက်ခံကျူလူဘုံအမြငြိမ်းချမ်းစေအလင်းရောင်ကိုလက်ခံကျူလူဘုံအမြငြိမ်းချမ်းစေဒုမေတ္တာဆွမ်းကဘာလွမ်းငြိမ်းချမ်းကြပါစေဣတိရမေယန္တမောပုရိနာယေသဝတိတောဒေနံသဗ္ဗေတုခယန္တုဇနာဣဋ္ဌသမင်္ဂိနော
ဘုရင်နာရသုတိအမောဒုနိုင်မမြင်ကောရမဗျာရှင်သည်အာယဇဝတိတော်ထေရမြပြပြသာသာတရားရွတ်စွာသောယန္တမောယခုဟောပြတဲ့တောင်ကပယံငါတရားသံအမည်ရှိတရားဒေသနာကိုဒေသေတိတရားလူလာကြတဲ့မျိုးကောင်းသားမျိုးသမီးတို့ရဲ့ကြိုးစား၍ဟောရပါပြီဒီနေ့တို့ဒီတို့စီဘုဓမ္မဒါနာဓမ္မကုသိုလ်ဒုကြောင့်သဗ္ဗေလူရရနတ်ဖြာဖြာကဘာမကျွင်ခမြောင်းသုံးလုံးစုံသောပုဂ္ဂိုလ်တို့သည်ဣဒသမင်ကိနောမိမိတို့လိုရှိတောင်းတအပ်သောဣဒမင်္ဂလာจิตတိဖြာဖြာနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံသူယနေ့ကစနိဗ္ဗာန်ယတိဘဝတိုင်အောင်စိတ်ရှင်လန်း၍ဉာဏ်ဉာဏ်မာမာချမ်းချမ်းသာသာရှိတော်မူကြပါစေကုန်သတည်းဒေရဂုစံလပမာချမ်းမြတ်သာယာရှိကြပါစေ